Long Story ဝါ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထောင်းလက်တန်ဆက်ပေးချင်တာကတော့စာရေးသူပညာဒီပရေးသားထားတဲ့ရွှေပကံချောင်းနဘေးကကျိန်စာသင်းချစ်သူဆိုတဲ့စိတ်ဝင်စားဖွယ်ဇာတ်လမ်းစာဆုံးကိုထောင်းလက်တန်ဆက်ပေးမှဖြစ်ပါတယ်။ဒီတော့ကျမတို့ရဲ့ဇာတ်လမ်းကိုစလိုက်ပါတော့မယ်။ကျမတော့ခိုင်ပါရှင်။မရိယာမျိုးရဲ့အနောက်မြောက်ယွန်ယွန်ရွှေတောင်ငွေတောင်နဲ့မဝေးလာတဲ့နေရာမှာရှုံမြောင်စိန်ဆန်းတောအုပ်တွေနဲ့တင့်တယ်တာပါလှပတဲ့နေရာတစ်ခုရှိပေတယ်။အဲဒီနေရာမှာရှေးခေတ်ကလေးကတည်ထားကိုးကွယ်ခဲ့တဲ့ရှေးဟောင်းကျောက်တော်ကြီးတစ်ဆောင်ရှိလေတယ်။အဲဒီကျောင်းတော်ကြီးကိုရွှေတောင်ငွေတောင်ကိုအစွဲပြုပြီးရွှေတောင်ငွေတောင်ကျောင်းတော်လို့ခေါ်ကြတယ်။၎င်းကျောင်းတော်ကြီးရဲ့မူလနာမည်မှာဆိုရင်တော့စတုဘုံမိကမဟာတတိပဋ္ဌာန်းကျောင်းဟူ၍အဲ့လိုဖြစ်တော့လေအများတော့ရွှေတောင်ငွေတောင်ကျောင်းလို့သာအလွယ်တကူခေါ်ကြကြတာဖြစ်ပေတယ်။နွေရာသီအချိန်မှာဆိုရင်တော့ကျောင်းမှာရှိတဲ့ကုတ်ပြစ်တွေပေါ်မှာနားနေနိုင်တယ်။ဥပုပ်တယ်ရီဆိုရင်လည်းကျောင်းပေါ်မှာတီလာယူပြရနဲ့ကျောင်းမှာရှိတဲ့ကုတ်ပြစ်တွေပေါ်မှာအေးအေးဆေးဆေးနားနေနိုင်တယ်။ကျောင်းနဲ့မနီမဝေးနေရာမှာတော့ဇရက်ကျေးတစ်ဆောင်ရှိတယ်။အလူတန်းရှိတဲ့အခါတွေနဲ့ဥပုံနေတွေမှာပရိသတ်တွေနားနေနိုင်တဲ့နေရာဖြစ်ပေတယ်။အဲ့ဒီဇရက်ကျေးရဲ့အနောက်ဘက်မှာကြောက်ကူတကူရှိတယ်။အဲဒီကြောက်ကိုအပါဝါကိုကျုံတကားကြီးတွေနဲ့အမြဲပိတ်ထားပြီးတော့ကြီးမားတဲ့တောကလောက်ကြီးတစ်လုံးကိုလည်းအမြဲတမ်းခတ်ထားတယ်။အဲဒီတကားတော့ဖွင့်သည်မရှိဘဲနဲ့တောကလောက်ခတ်တဲ့တော့တော့ကျောင်းနိုင်ဆရာတော်ကြီးဦးနန္ဒမာလာကသိမ်းစီထားလေတယ်။ဂူပေါင်းမကိုဘာကြောင့်မလို့အမြဲတမ်းပိတ်ထားသလဲအတွင်းမှာဘာတွေရှိသလဲဆိုတာတော့ဘယ်သူမှမသိကြရပါဘူး။ကျောင်းမှာဆရာတော်ကြီးဦးနန္ဒမာလာအပြင်ခန်းနေဥပဇင်တစ်ပါးလည်းရှိတယ်။၎င်းမှာဥပညာဝန်သားဖြစ်ပြီးတော့အသက်40ကျော်အရွယ်ခန့်ရှိပေတယ်။ဓမ္မစရိယတန်းအထိပညာသင်ကြားခဲ့ပြီးတော့တရားဟောကောင်းတဲ့ဆရာတော်တစ်ပါးဖြစ်ပြီးတယ်။ဥပုံနေဒီမှာတရားပွဲရှိပါကရဝေးရနေမှလာရောက်ပြီးတော့တရားနာကြတယ်။ဒါအပြင်အဲ့ဒီအကြောင်းမှာတခြားတယောက်လည်းရှိသေးတယ်။ကပ္ပိယကြီးဥပံကောင်းတာဖြစ်ပြီးတယ်။ဇယံရဲ့အနောက်ဘက်မှာရှိတဲ့ကြောက်ကူရဲ့အပေါ်ဘက်မှာတောင်ကုန်းရှိပြီးတော့တက်တော်တွေနဲ့ညှို့မိုင်းနေလေတာ။အဲဒီကူရဲ့အောက်ဘက်ကိုစမ်းသွားမယ်ဆိုရင်ရှိုးတစ်ခုရှိပြီးအဲဒီရှိုးရဲ့အောက်ဘက်မှာတော့တသွင်သွင်စီးနေတဲ့စမ်းချောင်းတစ်ခုရှိတယ်။အဲဒီချောင်းနာမည်မှာရွှေပကံချောင်းလို့အမည်ပေးထားတယ်။ရှေးခါကကျောင်းမှာအလူတန်းတွေရှိပါကအဲဒီချောင်းမှာရွှေပကံပြားတွေကိုတွားရောက်ပြီးတော့ငှားယူတယ်။ရွှေပကံပြားတွေနဲ့ရဟန်းတန်ဃာတော်တွေကိုစွန့်ကပ်တယ်။ပြီးပြီဆိုရင်တော့အရေးအတွက်နဲ့တကွသူ့နေရာသူရောက်အောင်လို့ပြန်ပို့ပေးရတယ်။အဲဒီချောင်းရဲ့တနေရာမှာကြောက်ခုံတခုံရှိပြီးတော့မိမိတို့အလိုရှိတဲ့ရွှေပကံအရေးအတွက်ကိုငှားရရမဲ့လူကကြိုတင်ပြီးတော့ပြောထားရတယ်။အလူရရောက်ပြီးတော့အဲ့ဒီနေရာကိုတွားကြည့်ပါကလိုအပ်တဲ့ရွှေပကံအရေးအတွက်ကိုရခဲ့တယ်။ကိစ္စပြီးလို့ပြန်ပို့ပါကလည်းပြန်ပို့ပေးကြောင်းသတင်းပို့ပြီးတော့ပြောဆိုရတယ်။အခုနောက်ပိုင်းကာလရောက်လာတော့ပြက်ကွက်မှုတွေများလာတဲ့အတွက်ငှားရလို့မရတော့ဘူး။အဲ့ဒါထက်ထိုးကြတဲ့နောက်တနေရာလည်းရှိသေးတယ်။ရေစံနာမှာကြောက်ပြန်တဲ့တရံတူတဲ့ကြောက်ပြားဝိုင်းတစ်ချက်ရှိတယ်။မျက်နှာပြင်မှာပြောင်းချောကြီးရှိနေတာ။ကျောင်းမှာအလူတန်းရှိလို့ပွဲလန်းသပင်ပါတဲ့ရက်တွေမှာဆိုရင်ညဘက်အိမ်မပြန်နိုင်တဲ့အပြိုတွေကစုပြီးတော့အဲ့ဒီကြောက်ပြန်ရှိအောင်သွားတယ်။အဲ့လိုသွားတဲ့နေရာမှာတနခါတုံးကြီးကြီးတုံးကိုလည်းယူသွားကြတယ်။အဲ့ဒီနေရာရောက်ပြီဆိုရင်တော့ကြောက်ပြန်ဘော်ကိုတနခါတုံးကိုတင်ပြီးတော့ကျမတို့အလူကိစ္စနဲ့မအားကြလို့တစ်စိမ့်လောက်တနခါလေးကူပြီးတော့သွေးပေးပါအောင်ရှင်။ဒီလိုပြောဆိုကထားခဲ့ပြီးတော့စမ်းချောင်းထဲကိုရေစင်းချိုးကြတယ်။ရေချိုးပြီးလို့ပြန်တက်လာတဲ့အခါကြောက်ပြန်ကြီးပေါ်မှာသွေးပေးသားတနခါရည်တွေကိုအစင်သင့်တွေ့ကြရတယ်။အဲ့ဒီတနခါကိုလိမ့်မာကမျက်နှာပွင့်လန်းခြင်းလူချက်လူခင်ပေါ်များခြင်းနဲ့ယောဂဗျာကင်းစေတယ်လို့အယုံကြည်ရှိကြတယ်။တခါတရံမှာလည်းအဲ့ဒီဘက်မှာအမျိုးသမီးတွေရောက်လာပြီးတော့စွန်းအောင်နဲ့စွန်းဟင်းတွေလာရောက်ပြီးတော့ကတ်လူကြတယ်။သူတို့တွေကကပ္ပိယကြီးဥပံကောင်းတော့ခင်ကြတယ်။ကပ္ပိယကြီးကျောင်းဝဆရာတော်အတွက်စွန်းလို့ရင်ကျမတို့လာပြောပါရှင်။နင်တို့ကဘယ်နေရာမှာနေကြလို့ငါကဘယ်နေရာလာပြောရမှာလဲ။ကျမတို့နေတဲ့နေရာမဝေးလာပါဘူး။ရွှေပကံချောင်းဆန်နာမှာလာအောင်ပြောလိုက်ရပါတယ်ရှင်။အေးလိုတော့ငါလာပြောမယ်။ဒါချက်ကပ္ပိယကြီးဘာလဲ။ကျောင်းမှာအလူတန်းရှင်ကျမတို့လည်းအလူပါဝင်ခြင်းနဲ့ရှင်။လူတာပဲဘယ်ချိန်လူရတာပဲဟာ။ကျမတို့လူတာကိုကပ္ပိယကြီးကလှူပေးရမှာပါ။အေးဝါကျွတ်လို့ပဝါယနာပွဲတို့ကထိန်သင်္ကန်းကပ်ပွဲနီးလိုက်ငါလာပြောမယ်လေ။ကျေးဇူးတင်ပါတယ်ကပ္ပိယကြီးရဲ့တကယ်လို့ကပ္ပိယကြီးမှာအကူအညီလိုရင်လည်းပြောပါကျမတို့အကူအညီပေးပါမယ်ဒါလိုပြောဆိုပြီးတော့ရွှေပကံချောင်းရှိရာရှိုးကျွင်းကိုပြန်ဆန်းသွားတယ်အခုတပတ်မှဆိုရင်တော့မုံမခရွာမှာယောက်ျားလေးမိန်းကလေးတွေလာရောက်ပြီးတော့အကူအညီပေးကြတယ်အဲ့ဒီထဲမှာနေမောင်တို့လည်းပါလာကြတယ်နေမောင်ကမုံမခရွာသားတအုပ်ဖြစ်ပြီးတော့လေယာလုံးနဲ့အတမွေးဝမ်းကြောင်းပြုတ်နေတဲ့သူပါအသက်20ကျော်ဝန်းကျင်အရွယ်ခန့်ရှိပြီးတော့ရိုးသားကြိုးစားတဲ့လူရွယ်တယောက်
မနက်ပိုင်းမှာဥပုပ်တယ်တွေအတွက်ဝေယဝစ်စာကိစ္စတွေဆောင်ရွက်ပေးကြပြီးတော့နေ့လယ်ပိုင်းချိန်မှာလူငယ်လူရွယ်တွေအားကြပြီ။အဲ့ဒီခါဥပန်ကောင်းကခေါ်ပြောတယ်။ယောက်ျားလေးတွေကကြောင်းအတွက်ထင်းချောက်သွားရှာကြ။မိန်းကလေးတွေကဖျားပန်းအတွက်ရှာခဲ့ကြ။ဒါပေမဲ့တောထဲကိုတော့အဝေးမသွားကြနဲ့နော်။သွားမယ်ဆိုရင်လေကို့အဖွဲ့နဲ့ကိုလူစုမကွဲကြစေနဲ့ကြားရလား။ဟုတ်ကဲ့ပါကပ်ပြရကြီး။နောက်တစ်ခုကရွှေပကံချောင်းဘက်ကိုဆင်းရင်တတိနဲ့ဆင်းကြအဖုံပါပေးနဲ့တယောက်ချင်းတယောက်ချင်းမသွားကြနဲ့ဟိုဘာလို့လဲကပ်ပြရကြီးရဲ့ဩတော်ထဲမှာစပားကဲမားတွေနဲ့တွေ့မှာစိုးလို့ပေါ့ကွာဥပန်ကောင်ကဒါပဲပြောလိုက်တယ်နေမောင်တို့ယောက်ျားလေးတွေကိုထင်းခုတ်ဖို့အတွက်ဓမ္မတွေယူလာတယ်မိန်းကလေးတွေဖွေရတော့ဖျားပန်းခုရံအတွက်မလို့ဘာမှယူစရာမလိုပဲသူတို့တွေနေ့လယ်ပိုင်းချိန်မှာကျောင်းကနေထွက်တော်တွင်ကိုဝင်ခဲ့ကြတယ်တယောက်နဲ့တယောက်စားလိုက်ကြနောက်လိုက်ပြောင်းလိုက်ကြနဲ့အတန်တွေကစုညံနေတာနေမောင်ဘာလဲစောတီဟိုမှာညာနေဖြူလဲပန်းခုတဲ့ဖွဲ့တွေမှာပါလာတယ်ကွာအေးပါတာဘာဖြစ်တော့ညာနေဖြူဟာရွာထဲမှာမာနာကြီးလွန်းလို့ဘယ်သူမှကတ်မရဘူးမိဘတွေကလည်းပတ်စံရှိရုပ်ရည်လည်းချောတော့သူကတော်ရုံယောက်ျားလေးဆိုရင်အဖက်တန်တယ်လို့တော့ထင်တာမဟုတ်ဘူးကွာအဲ့ဒါဘာဖြစ်တယ်လဲမင်းရောသူ့စိတ်ဝင်စားဘူးလားချော်ရဲလာတဲ့မိန်းကလေးတယောက်ကိုဘယ်သူမဆိုသဘောကျတာကြည့်ပဲလေဒါပေမဲ့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာနဲ့တွက်မယ်ဆိုရင်စိတ်ဝင်စားတာပိုကောင်းတာပေါ့မဟုတ်ရင်ကိုဒုက္ခကိုရှာတယ်လို့ဖြစ်နေမှာပေါ့ကွာလှတဲ့မိန်းကလေးကိုချက်တာပဲဒုက္ခရှာတာဖြစ်မလားကွာအစင်ပြေတော့ပျော်စရာပေါ့အစင်မပြေစိတ်ညစ်စရာနဲ့တွေ့ပြီးကိုဒုက္ခကိုရှာတယ်လို့ဖြစ်မနေပြန်ဘူးလားမင်းမဲပြောတာပဲလေသူကမာနာကြီးတော့ဘယ်သူမှအဖက်တန်တယ်လို့မထင်ဘူးဆိုဒါလည်းဟုတ်တာပဲတော်ကြမှထိုင်နေတာမှကောင်းကောင်းထားသွားမှကျိုးမှန်းသိဆိုသလိုမင်းပြောသလိုကိုဒုက္ခကိုရှာတယ်လို့ဖြစ်နေအခက်ပဲအေးနေတာပဲကောင်းပါလေကွာဒလိုစောထီကအမြင်မှန်ရသွားဟန်နဲ့ရှင်နေလေတော့တယ်ညာနေဖြူကမိုးမခရွာသူတယောက်တူတီတော်တမီချက်တဲ့ပြင်ရုပ်ရည်လည်းချောင်းမောလှပတဲ့သူမလို့လိုချင်တဲ့သူတွေဝိုင်းဝိုင်းလည်နေတာမိုးမခရွာမှာကာလာသားတွေပြင်တခြားရွာမှာကာလာသားလူပြိုတွေကပဲတကူတကလာရောက်ပြီးတော့ပိုးပန်ကြတယ်အခုလေပန်းခုထွက်တဲ့အဖွဲတွေမှာညာနေဖြူပါလာတဲ့အတွက်လူငယ်လူရွယ်ကာလာသားတွေမှာအရေးတကြီးကြီးနဲ့ရှင်နေတာဒီလိုနဲ့နေမောင်းမှာဓမ္မတချောင်းကိုကိုင်းရွှေပကံချောင်းဘက်ကိုတယောက်ထဲဆင်းလာတယ်အဲလိုဆင်းလာစမ်းမှာပဲတနေရာကနေအော်တန်ကြားလိုက်တယ်ဒီဘက်ကိုလာဟေ့ဒီဘက်မှာထင်းကြောက်တွေအများကြီးရှိတယ်အဲလိုဆိုတဲ့အတန်တန်ကြားလိုက်တဲ့အတွက်မိမိတို့ဖွဲမှအလန့်ခေါ်ရတဲ့နဲ့အဲဒီနေရာဘက်ကိုသွားလေတယ်တနေရာရောက်တဲ့အခါမှာချုံတကူဘေးမှာအလျားလိုက်ကျနေတဲ့တစ်ကိုင်းကြောက်တစ်ခုကိုလှမ်းမြင်ရတယ်နေမောင်ကဝမ်းသာအားရနဲ့အနီးကိုသွားကဆွဲယူလိုက်တော့တစ်ကိုင်းကြောင်မဟုတ်ဖေမွေတကောင်ဖြစ်နေပြီးတောထဲကိုရှော့ကနေဝင်သွားတာငါနဲ့မျက်စိဟာမှားပဲမှားတတ်တယ်မွေကိုတစ်ကိုင်းကြောင်မှားပြီးတော့တွားပြီးတော့ဆွဲမိတော့မလို့ဒီလိုတွေးကထပ်မံရှာလိုက်ရာတနေရာမှာတော့တစ်ကိုင်းကြောင်တစ်ချောက်ကိုထပ်မံတွေ့လေတယ်တေးသေးချာချာကြည့်ပြီးတော့တစ်ကိုင်းကြောင်အစ်စ်ပင်ဖြစ်ပေတယ်တေးကြတော့မှကောက်ယူရင်ပြန်လိုက်စမ်းမှမွေဖြစ်ပြီးတော့တောထဲကိုဝင်ပြေးသွားပြန်တယ်ဒီတစ်ချိန်မှာတော့နေမောင်လန့်သွားပြီသူမျက်စိမမားတာသိကြတယ်သူမမရင်တခုခုကမှားနေပြီအရိခိုင်းမှာတောဆက်ကနေခုတ်ခုတ်ခက်ခက်ရဲတန်တွေကိုကြားရတယ်လှမ်းကြည့်လိုက်တော့တောဆက်မှာမိမပြိုတယောက်ရန်နေတယ်သူနဲ့ရွယ်သူလောက်ပဲရှိလိမ့်မယ်နေကဘာရတာလဲအခု့သဘောကျလို့ရတာပေါ့ရှင့်ငါဘာရဲစရာရှိနေလို့လဲမွေကိုတေကိုင်းကြောက်မှတ်ပြီးတော့လိုက်ဆွဲနေတာရဲစရာပေါ့ဟင်တက်နေရဖေရွာလေငါလည်းတခါမှနေကိုမမြင်ဘူးပါလားဟိုဘက်မှာနေတာနေရတယောက်ထဲပန်းလာခူတာလားဟုတ်တယ်ငါမိုးမခရွာမှာနေတယ်ငါနာမည်နေမောင်လို့ခေါ်တယ်သိပါတယ်ဟမ်နေဘယ်တော့သိနေရလဲအခုမှသိတာပေါ့ရှင်ကျမလူကောင်းတယောက်ပါကိုရဲ့အကိုကိုခင်လို့တမင်စားတာကျမနာမည်နှင်းမေလို့ခေါ်တယ်အကိုကိုထင်းချောက်တွေအများကြီးရှိရနေရကျမခေါ်ပြမလို့ဘယ်နားမှာလဲဟိုဘက်နားမှာရှိတယ်ကဲကျမနောက်ကတည်းကလိုက်ခဲ့စမ်းပါအဲလိုခေါ်ထားတဲ့အတွက်နေမောင်ကလည်းနောက်ကနေလိုက်သွားရာတနေရာမှာပုံထားတဲ့ထင်းချောက်တွေကိုတွေ့ရတဲ့အတွက်ဝမ်းသာသွားလေတယ်အခုလိုခေါ်ပြပေးတာကျေးဇူးတင်ပါတယ်ကွာဒီလိုပြောပေးထင်းချောက်တွေကိုຫນွယ်ကျုံနဲ့စီးလေတယ်ပြီးတော့မှနောက်ကိုလှည့်ကြည့်တဲ့အခါနင်းမေဆိုတဲ့မိန်းကလေးကိုမတွေ့ရတော့ဘူးမရီယာမြို့ဟာရှေးအောင်သမိုင်းဝင်နေရာတစ်ခုဖြစ်ပေတယ်မရီယာဆိုတဲ့နာမည်ကပင်သမိုင်းဟောင်းရှိခဲ့ဘူးလေတယ်အလိုပဲနေပြီမလို့ယောက်ျားလေးအဖွဲတွေကထင်းရှာသူဝါရှာရေခတ်သူဟာခန့်နေရှိသလိုညာနေဖြူတို့ဖွင့်ရလေတောရဲကိုသွားပန်းရှာသူဟာရှာကျောင်းမှာဝေယဝစ်စွလုပ်သူဟာလောက်ကြတယ်ညာနေဖြူဟိုတခါဝါဆိုပန်းခုထွက်တော့ကနေပါတဲ့ကြားသေးလေငါတော့ဘာမှမကြားမိပါဘူးဘာလို့လဲနေမောင်တယောက်တောထဲမှာထင်းရှာရင်းနဲ့
ကောင်မလေးတယောက်နဲ့ချိန်တွင်းနေကြတာမြင်တဲ့သူကမြင်ခဲ့တယ်လို့ပြောတယ်ဟုတ်ရဲ့လားဟဲ့နေမောက်မှာရီးစားရှိရလို့ငါမကြားမိပါဘူးဘယ်ကကောင်မလေးလဲငါတို့ရွာပဲလားမဟုတ်ဘူးတဲ့ဒါဖြစ်ဘယ်ရွာကလဲအဲ့ဒါလည်းမသိဘူးတဲ့လေချောတာတော့အတော့ကိုချောတယ်လို့ပြောကြတယ်ကျေဟုတ်ပါလားဟာနေမောင်ကရိုးတယ်အေးတယ်နဲ့တုံးကဘယ်ရွာမိန်းကလေးနဲ့ညာချိန်နေလဲမသိပါဘူးအခုလဲနေမောင်တို့တွေတော်ရဲလာတဲ့ထဲမှာပါတယ်မဟုတ်လားအေးတွေ့တယ်ဟာအဲ့လိုဆိုရင်ဟုတ်မဟုတ်သိရအောင်ပန်းခွင်းရင်နဲ့သူ့ချင်းတွေကိုတစ်စေတစ်စောင်းအကဲခတ်ကြည့်ကြရအောင်ဟေးအေးကောင်းတယ်တထက်နင်တို့တွေတနခါတော့ပါလာကြရင်မလားငါမှပါတယ်တနခါတော့ကဘာလို့ဖို့လဲတရင်ကျွတ်တော့မယ်လေငါတို့အပြိုကြီးတွေညနာလေးပါလေးပွင့်အောင်ချစ်သူခင်သူနဲ့တွေ့အောင်လို့ကြောက်ပြင်းကြီးမှာတနခါတွေးခိုင်းပြီးတော့လိမ့်ကြရမယ်ဒါမှစွန်တဲ့သူစွန်မှာပေါ့ဟာရလိုပြောဆိုရေမောခါချောင်းဆက်ကိုရောက်တဲ့တာမှာတော့တဘာဝတိုင်းဖြစ်နေတဲ့ကြောက်ပြင်းကြီးရှိရစီကိုတွားကြလေတော့တယ်ကြောက်ပြင်းကြီးအနီးကိုရောက်တဲ့အခါမှာတော့ယူလာတဲ့တနခါတုံးကိုတင်လိုက်ပြီးတော့ကျမတို့ပန်းခိုးစရာရှိလို့တနခါလေးတစ်စိမ့်လောက်တွေးပေးပါအောင်ရှင်ဒီလိုအတန်ကျဲကျဲနဲ့3-4ခါလောက်ပြောပြီးတော့တနခါတုံးကိုကြောက်ပြင်းမော်တင်ထားခဲ့ကတောရဲကိုပန်းခိုးဝင်သွားလေတော့တယ်အတန်ကြာတော့အဲ့ဒီနေရာကိုအမျိုးသမီးတယောက်ရောက်လာတယ်ထရီထူထူဆန်းစားမိတော့ပဲရေစက်ကိုဆင်းနေပြီးတော့ကြောက်ပြင်းမျက်နှာပြင်ကိုရေနဲ့ဆင်းကြအောင်စိမ့်လိုက်ပြီးနောက်တနခါတုံးကိုဇိမ်ပြင်းနဲ့ပြေထိုင်သွင်းနေတာသူမဟာတနခါသွင်းနေရင်မှပဲအမျိုးသမီးတွေတဘာဝတိုင်းတချင်လေးညင်းနေလိုက်သေးတယ်အချိန်တော်တော်ကြာတော့ကြောက်ပြင်းပေါ်မှာတနခါအရီတွေတော်တော်လေးရနေပြီအဲရိခိုင်မှာတောဆက်ကနေဓမ္မတချောင်းကင်ထားတဲ့လူတယောက်ထွက်လာတယ်နီမောင်သာဖြစ်ပြီးတယ်နီမောင်ကကြောက်ပြင်းပေါ်မှာတနခါထိုင်သွင်းနေတဲ့နှင်းမိတ်ကိုမြင်တဲ့အခါအံ့ဩသွားလေတယ်ဟမ်နှင်းမိတ်မဟုတ်လားဒီမှာဘာလုပ်နေရလဲတနခါသွင်းနေရလေငါကြားဘူးတာတော့ဒီကြောက်ပြင်းကဥစ္စာဆောင်ဆိုလားတိုက်ဆောင်ဆိုလားပရာလောကသားတွေလာသွေးပေးရလို့ကြားဘူးပါတယ်အခုမင်းကသွေးနေတော့ဥစ္စာဆောင်လဲလူပါပဲကိုရဲ့ဒါပေမဲ့ကျမတော့ဥစ္စာဆောင်မဟုတ်ပါဘူးလူဆက်ပါပဲကဲအခုလိမ့်မလားတင်သခါလိမ့်နေဆိုရင်မျက်နှာပွင့်နေနော်မလိမ့်ချင်ပါဘူးနင်းမေရဲ့မျက်နှာပွင့်နေဆိုတာစိတ်ထားဖြူစင်မှုပဲလို့တယ်တနခါလိမ့်မှုမလိုပါဘူးမျက်နှာပေါ်မှာတနခါလိမ့်ထားပြီးတော့အတွင်းစိတ်ကမကောင်းရင်ဘယ်သူမှချစ်ခင်ကြမှာမဟုတ်ဘူးလေဟုတ်မှာပါအကူကစိတ်ထားဖြူစင်တာကိုဒါကြောင့်အားလုံးကချစ်ခင်ကြတာဖြစ်မှာပေါ့ကျမတို့အကူကိုတွေ့ချင်းပဲအကူတယောက်လိုခင်မင်မိသွားတာပဲလေဒါကြောင့်အကူအခုဘာလာလုပ်တာလဲကျောင်းမှာပေါ်ဝါရနာပွဲရှိရလေတရင်ကျုံမီထုံပွဲလည်းရှိတယ်ဒါကြောင့်အလိုအတွက်ထင်းလာရှာတာဟာကဲဒီလိုဆိုရင်တော့ကျမလည်းအတူတူလိုက်ရှာပေးမယ်လေဒါမှကုတ်တူရမှာထင်းကြောက်တွေအများကြီးရှိတဲ့နေရာကိုကျမသိထားတယ်ဒါဆိုလဲသွားကြရအောင်နေမရသွေးလက်စတနခါတုံးကိုကြောက်ပြန်ပေါ်ပြန်ချထားခဲ့ပြီးတော့နေမောင်နဲ့တူလိုက်လာခဲ့တယ်မကြခင်တောဆက်ကနေညာနေဖြူတို့ထွက်လာတယ်ညာနေဖြူအခုတော့ငါတို့ပြောတာကိုယုံမိမလားနေမောင်ထွက်သွားတဲ့ကောင်မလေးကမချောပေဘူးလားအေးချောတွေဟာဒါပေမဲ့သူ့ကိုတခါမှမမြင်ဘူးနော်ဘယ်ရွာလဲမသိဘူးဟဲ့ရွာဟုတ်ချင်မှဟုတ်မှာပေါ့တောရဲကိုအဖော်မပါပဲတယောက်ထဲလာတယ်ဆိုတော့နင်းစမ်းစားကြည့်ပါလားနောက်ပြီးကြောက်ပြန်မော်တနခါရီကိုလည်းသူပဲတွေးထားပေးခဲ့တာပဲလေဂျာဖြင့်သူကပါလေငါကျန်တော့ဥစ္စာဆောင်ဖြစ်မှာပေါ့ဟာဟဲ့ဥစ္စာဆောင်တဲ့လူနေကအခုလိုအတူတူနေလို့မရအောင်မလားရတာပေါ့ငါတို့မေပြောဘူးလားဥစ္စာဆောင်တဲ့လူနဲ့ညားပြီးတော့အတူနေလိုက်တာနောက်ဆုံးကလေး2ယောက်3ယောက်ရပြီးတော့မှတိုက်ထဲကိုပြန်သွားတဲ့အဖြစ်ပြက်တောင်ရှည်ဘူးတယ်လို့ငါကြားဘူးတယ်ဟဲအဲ့လိုဆိုရင်တော့နေမောင်တော့ဒုက္ခပါပဲဒါမျိုးကဝင်ပြောလို့ရတာမျိုးမှမဟုတ်တာသူကိုယ်တိုင်သိပြီးရှောင်မရမှာပေါ့မဖြစ်ဘူးဒီအကြောင်းကိုလူကြီးတွေသိအောင်ပြောကိုပြောရမယ်သူ့ဘာသာသူဖြစ်နေရနေနဲ့ပါဆိုင်လို့လေဒါလေနေရမနာလို့ဖြစ်နေရလားအိုးငါဘာဖြစ်လို့မနာလို့ဖြစ်ရမှာလဲအနေသားကြီးပါအေးကဲဒါဖြင့်လေတနခါလူပြီးတော့ပန်းသွားခူးကြရအောင်ဒီလိုနဲ့တနခါလူပြီးပန်းရှာထွက်သွားကြလေတော့တယ်နေမောင်နဲ့နင်းမေတို့2ယောက်မှလေနင်းမေငါ့ကိုထင်းချောက်တွေကိုပြီးရှာပြရကျေးဇူးတင်ပါတယ်ဟာနင်လဲကုသိုလ်ရတာပေါ့တချက်နင်တို့ရွာပဲမှလဲအတော့ဝေးသေးလားမဝေးပါဘူးကိုရဲ့မဝေးရင်လာပြင်းနေရအောင်ကြောက်လာခဲ့ပါလားမိထုံးပွဲရှိတော့ပြောစရာကောင်းတယ်လေကျမလာခြင်းပေမဲ့အဖိုးတော်လုံးမှာမဟုတ်ပါဘူးကိုရဲ့ကျမမလာနိုင်ပေမဲ့အလိုအတွက်တော့ငွေလူလိုက်ချင်တယ်အကိုယူသွားပေးမလားပေးလိုက်လေငါလူပေးမှာပေါ့ဟာဒါဖြင့်ဒီနေရာနေခဏလေးစောင့်နေအောင်နော်အဲ့လိုပြောကတော်ရဲဝင်သွားတဲ့ခိုင်မှာစောထင်းနဲ့ငမယောင်တို့ရောက်လာတယ်ဟာထင်းကြောက်တွေအများကြီးရထားပါလားဟန်ကြတာပဲကဲပြန်ရအောင်နေမောင်ကြီးဟိုဘက်မှာညာနေဖြူတို့လည်းပြန်ဖို့စောင့်နေကြတာဟိုခဏလေးစောင့်ပါအောင်ဟာမင်းကဘသူ့ကိုစောင့်နေရလဲဒုလာတဲ့အဖွဲတွေအားလုံးစုံနေပြီလေမင်းကဘသူ့ကိုစောင့်ကြံသေးလို့လေမဟုတ်ကမှလွယ်ရောမင်းတရားနဲ့များချိန်နေရောသလားမချိန်ပါဘူးကွာမချိန်ရင်သွားကြမယ်
ညာနေဖြူကမင်းကိုကောင်မလေးတယောက်နဲ့ထွက်သွားတာတွေ့လိုက်တယ်တဲ့အဲ့ဒါကြောင့်မင်းကိုလိုက်ရှာဖို့ပြောလို့ငါတို့လာတာမင်းငါတို့မသိအောင်ဘာတွေလုပ်နေရလဲဘာမှမလုပ်ပါဘူးကွာမလုပ်ရင်သွားကြမယ်အချိန်မရှိတော့ဘူးအဲလိုဇိုတင်းခေါ်တဲ့အတွက်နေမောင်လေးစက်မဆောင်တာတော့ပဲနဲ့အဖော်ရင်းနဲ့လိုက်သွားလိုက်လေတော့တယ်ကိစ္စကဒီမှာရင်ပေးမသွားဘဲနဲ့ចောင်းပြန်ရောက်တော့မိန်းကလေးတွေကကြောထဲမှာတွေ့ကြရတဲ့ပုံတွေကိုကပ္ပိယကျဲကိုတိုးတိုးတိတ်တိတ်ပြန်ပြောပြလေတော့တယ်နင်တို့ပြောတာအမှန်ပဲလားအမှန်ပေါ့ကျမတို့မျက်စိနဲ့မြင်ခဲ့ကြတာပဲလေဒီတိုင်းမှန်ရင်တော့မယုံနေမောင်ကိုပရာလောကသားတရားရောက်ကနှောက်ယှက်နေပြီနဲ့တူတယ်ကြာရင်ဒုက္ခရောက်လိမ့်မယ်ဒါဖြင့်ဘယ်လိုလုပ်ကြမလဲကပ္ပိယကြီးအကျိုးကြောင့်ပြောပြီးတော့နားချမှာပေါ့တားတဲ့တာတားမှာပေါ့ဒါလို့ပြောလိုက်တော့မှမိန်းကလေးတွေလည်းဖျားပန်းလဲရန်အတွက်ထွက်သွားကြလေတော့တယ်တရင်ကျုံလာပြင်းနေမှာစတုပ်ပုံမိကအကြောင်းမှာမနက်ပိုင်းပဝါယနာပွဲနဲ့ဥပုပ်တရင်လာဆောင်တဲ့သူတွေကိုတေလာပေးတရားဟောခြင်းတွေပြုလုပ်တယ်နေမောင်တို့လူငယ်လူရွယ်တွေကတော့ဧည့်သည်ပရိသတ်တွေအတွက်ကိုယ်စိလက်ဖက်လက်ဖက်ရည်အစရှိရာတွေကိုဧကန်မှုပြုတယ်နေမောင်နောက်ငမဲရောက်ရောက်လာပြီးတော့နေမောင်မနေ့ကတောထဲမှာတွေ့ခဲ့တဲ့ကောင်မလေးကဘယ်ရွာလဲတဲ့ငါလည်းမသိပါဘူးကွာမသိဘူးတာဆိုရင်တော့မင်းတို့ချင်းကအတော့ရင်းနေကြတယ်ဆိုပါလားမင်းတို့ဘာသူပြောရတော့မင်းတို့ကိစ္စညာနေဖြူလို့မိန်းကလေးတစ်ဖွဲ့လုံးကမျက်စိနဲ့မြင်ပြီးတော့သိနေကြတာအခုဆိုရင်ကပ္ပိယကြီးတောင်သိနေပြီပဲလေငါတို့ကရိုးရိုးတန်းတန်းခင်ကြတာပါကွာဘာပဲဖြစ်ဖြစ်ဒီတစ်ခါတော်ရဲသွားလို့သူနဲ့တွေ့ရင်ငါတို့လည်းကြည့်ပြစေအောင်အေးပါကွာအဲရီခိုင်မှာပဲရဝေးမှလာကြရန်တူတဲ့ဧည့်သည်တစ်ဖွဲ့ရောက်လာတယ်စွတ်စွပေါင်း9ယောက်အသက်ကြီးဆုံးအဖိုးကြီးတရားပါပြီးတော့မိန်းကလေး4ယောက်ပါလာတယ်ဥပန်ကောင်ကိုယ်တိုင်ကြောက်ကိုဆဲကြတယ်လာကြပါကြွကြပါရဝေးရလာကြတယ်ထင်ပါရဲ့မှန်ပါတယ်မိတ်ဆွေတေလာယူအောင်လို့ရဝေးရလာခဲ့ကြတာပါအခုလိုတကူတကကြွလာကြတာဝမ်းသာပါတယ်ကျောင်းမောင်ကြွကြပါဟဲ့မိန်းကလေးတို့ဒီကဧည့်သည်တွေစီကစွန်ပွဲကိုလာယူပြီးတော့လှည့်ပေးကြပါဦးဒီလိုဥပန်ကောင်ကပြောလိုက်တဲ့အတွက်ညာနေဖြူကိုယ်တိုင်ထွက်လာပြီးတော့ရှူလေတယ်စိုးကိုလှမ်းယူရင်းနဲ့မိန်းကလေးမျက်နှာကိုမြင်တဲ့အခါတန်တော်ဖြစ်သွားတယ်ကြောက်ပြင်းမှာတနခါသွေးပြနေတဲ့မိန်းကလေးကပြုံးပြပြီးတော့စိုးကိုလှမ်းပေးလိုက်တယ်စိုးပွဲတွေကိုလဲလှယ်ပြီးတဲ့အခါဥပန်ကောင်ကိုယ်တိုင်ဧည့်သည်တွေအတွက်နေရာချထားပေးတယ်အဲ့ဒီနေရာချထားပေးပြီးအပြင်ကိုပြန်ထွက်တဲ့အခါညာနေဖြူကတိုးတိုးကပ်ပြောလိုက်တယ်အဖအခုရောက်တဲ့ဧည့်သည်တွေနဲ့ပါလာတဲ့မိန်းကလေးတယောက်ကနေမောင်နဲ့တောထဲမှာတွေ့ခဲ့တဲ့မိန်းကလေးတယောက်ပါလာတယ်ငါရိပ်မိပါတယ်သူတို့ကဒီလိုနေရာမျိုးတွေကိုလာနိုင်ကြလို့လားယင်ပရာလောကသားတွေမှလည်းအစင်တန်းမျိုးမျိုးရှိကြတယ်ရဟန်းတန်ဃာတွေရှေ့မှာတေလာယူနိုင်တဲ့အစင်မျိုးဆိုတာတော့တမန်အစင်တန်းတွေကမဟုတ်ကြတော့ဘူးသူတို့ကလူတွေနဲ့ပေါင်းသင်းနေနိုင်တဲ့အစင်မျိုးပဲနေမောင်တော့ကံကောင်းတာပေါ့ဘာလို့တော့ငါတို့တရွာလုံးစုလိုက်ရင်တော့သူတို့မုန်းထဲလာတဲ့ရွှေလင်မန်းတစ်ချက်ကိုမိမှာမဟုတ်ဘူးဒီလောက်အဆင့်ရှိတဲ့သူတွေကရွှေငွေကြောက်တံပရက်များတွေကြိုက်တလောက်အသုံးပြုနိုင်တယ်လေဒီလိုပြောကထွက်သွားလေတော့တယ်ကျောင်းပေါ်မှာနှင်းမိန်တို့ရောက်နေတာကိုကျောင်းနဲ့မနေမဝေးကွက်လက်မှာရင်တွေတင်နေတဲ့နေမောင်တယောက်တော့မသေးရှာပဲအတန်ကြာတော့ညာနေဖြူကိုယ်တိုင်ရောက်လာပြီးတော့လာပြောတယ်နေမောင်ကျောင်းပေါ်မှာနေကောင်မလေးရောက်နေတယ်ဘယ်ကောင်မလေးလဲငါမှဘယ်သူမှမရှိပါဘူးအခုမှမသိချင်အောင်စောင့်နေပြန်ပါပြီနေနဲ့ရွှေပကံချောင်းမှာတွေ့ခဲ့တဲ့ကောင်မလေးလေအခုကျောင်းပေါ်မှာရောက်နေတယ်ဟာအဲရိကကျမနေမောင်မှာမျက်လုံးပြူသွားတယ်ဒီလိုနဲ့နေမေရှိရာစီကိုတွားလိုက်တယ်နေမေနဲ့တူအသက်အရွယ်ကြီးလာတဲ့အဖိုးကြီးတရားပါလာတဲ့အတွက်အနာတော့ရအောင်မသွားတော့ပြီကျောင်းအောက်ပြန်ရောက်လာတော့ညာနေဖြူကတွေ့ခဲ့ပြီလားနေရတယ်လေခြေတွက်နေပါလားဘယ်ချိန်ရမြအခုလိုအဆက်တွေဖြစ်သွားကြတာလဲငါတို့ကရိုးရိုးခင်မင်ကြတာပါဟာရုပ်ရည်ရလဲချုံတယ်ဥစ္စာပစ္စည်းရလဲချမ်းသာမှုရတော့နဲ့အတွက်စိတ်အေးရတာပေါ့ညာနေဖြူရဲ့ဘာရီလျှောက်ပြောနေရလဲငါအနေနဲ့အခုချိန်ထိတခြားဘလို့ရည်ရွယ်ချက်မျိုးမှမရှိသေးဘူးအဲလိုပြောကနေမောင်ကရင်တွေးဦးကျုံတဲ့နေရာကိုပြန်လျှောက်လာလေတယ်တီလာတော့ပေးပြီးတဲ့နောက်မှာတော့ရဟန်းတန်ဃာတွေအတွက်ပဝါယနာဆက်ပြီးတော့လောက်ကြတယ်အဲဒီချိန်မှာရွာကန်လူငယ်လူရွယ်တွေမှအလုံးအများဆုံးဖြစ်ပြီးတယ်အဲဒီချိန်ကနေနှင်းမေတို့၄ယောက်ကကျောင်းမော်ကနေပြန်ဆန်းလာကြတယ်နေမောင်ကကျောင်းမှာစောင့်နေရအစင်သင့်တွေ့လေတယ်ကျမတို့ပြန်ကြတော့မယ်အကိုကျမတို့ရွာလိုက်လာခဲ့မလားဒီကနေ့တော့ကျောင်းမှာဝေယံဝစ်စာတွေလုပ်ပေးရမှာမလို့မအားသေးပါဘူးနောက်အားရမပဲလာခဲ့တော့မယ်လေဒါချက်ဘယ်လိုလာရောက်မှာလဲကျမတို့နေတဲ့နေရာကရွှေပကံချောင်းနဲ့မဝေးလာပါဘူးအကိုလာနိုင်မဲ့ရက်ကျတော့ကျမလာခေါ်မှာပေါ့ဒီလိုပြောဆိုနှုတ်ဆက်ကပြန်သွားလေတော့တယ်နေမောင်မှာအဲရီနေ့တနေ့လုံးနှဲမေအကြောင်းကိုသာတွေးပြီးတော့သူမကိုသာတရိယာနေလေတော့တောင်ဖျားရင်မြင်တော့ပေါ်မှာဖျောင်းတိုင်တွေပြေစင်မီခွက်တွေပါထုံထားတဲ့အတွက်အလင်းရောင်ကလည်းညံ့ညံ့ဆိုင်ဆိုင်ရှိလာတယ်
ညာနေဖြူတို့ဖျားပန်းလဲနေရကိုကာလာသားတစ်ဖွဲ့ရောက်လာတယ်။သူတို့မှာမုံမခရွာမှာမဟုတ်ကြဘဲနဲ့ဗရိယာမျိုးမှစီဆက်ပိုင်ရှင်သားထွန်းအောင်ကျော်နဲ့သူ့ရဲ့အပေါင်းအသင်းလူရွယ်တွေဖြစ်ကြတယ်။ထွန်းအောင်ကျော်ကညာနေဖြူကိုသဘောကျနှက်သက်ပြီးတော့အခွင့်အရေးရတာနဲ့မုံမခရွာကိုရောက်လာပြီးညာနေဖြူတို့အိမ်မှာတဲကချက်စကားပြောလို့ရှိကြတယ်။လူကြီးချင်းကလည်းစီးပွားရေးလှုပ်ဖော်ကိုင်မက်ဂုံရည်တူတွေဖြစ်ကြတဲ့အတွက်လူငယ်ချင်းချင်းအစဉ်ပြေပါကလက်ထပ်ပြီးရနောက်မှအေးဆိုးထားကြတယ်။ညာနေဖြူတို့ရွာကဖျားမီထုံးပွဲစီတဲ့တရင်ကြလို့တကူတကလာခဲ့ကြတာဒီရောက်တော့လေပြောကြတဲ့အတိုင်းပါပဲလားတကယ်ကိုပြောစရာကြီးပဲနော်ကိုထွန်းအောင်ကြောပါလားဘယ်တော့ကရောက်လာတာလဲအခုညာဦးပိုင်းချိန်ကပဲရောက်လာတာလေညာနေဖြူတို့အိမ်မှာပဲတင်းမယ်ဒီညတော့ညာနေဖြူနဲ့စကားတွေအများကြီးပြောချင်သေးတယ်ဘာရင်းများပြောမှလဲကိုထွန်းအောင်ကြောရဲ့အော်ညာနေဖြူရဲ့ပြောစရာတွေကတော့အများကြီးရှိတာပေါ့ဒုနီယောက်ကလူကြီးချင်းတွေကအစဉ်ပြေပြီးသားကိုငါတို့ချင်းအစဉ်မပြေကြသေးလို့အခုလိုဖြစ်နေတာမဟုတ်လားဒါလည်းမင်းကြောင့်ပဲကျမကြောင့်ဟုတ်လားကျမကဘာတွေများလုပ်နေလို့လဲမင်းကအဖြေပေးရမယ့်ကိစ္စအခုထိအဖြေမပေးသေးလို့ကြံ့ကြာနေရမဟုတ်လားကဲဒီတနေ့လဲဝါကြတော့မယ်ကို့ဘလို့အဖြေပေးမှလဲရှင်းကြည့်ရတာပဲကုန်တဲ့တယောက်နဲ့အတော့ဟုတ်တူတာပဲဒီနေ့ပဲစေးဘလောက်ရှိတယ်နောက်နေ့ကျရင်ပဲစေးဘလောက်ဖြစ်မှလဲလို့လာမေးတယ်လို့ဖြစ်နေပြီအိမ်တော်ကြီးကိစ္စစမ်းစားတဲ့အခါမှာလွယ်လွယ်တွေးလို့မှမရတာဆုံးဖြတ်ရမယ့်ကိစ္စဆိုရင်ပူတော်မှအရေးကြီးသေးတယ်ကျမဘဝတစ်ခုလုံးပုံရမယ့်ကိစ္စမျိုးအခုလိုတော့လွယ်လွယ်လေးနဲ့ဆုံးဖြတ်ပြီးမှမဟုတ်ပါဘူးရှင်ကျမပေါ်မှာတကယ်မေတ္တာရှိရဆိုရင်တော့စိတ်ရှည်ရမှာပေါ့ရှင်ငါမိန်းကလေးပေါ်မှာစိတ်ရှည်ရှည်စောင့်ခဲ့တာမင်းတယောက်ပဲရှိသေးတယ်အေးလေမင်းဘက်ကစောင့်မှာဆိုတော့လေစောင့်ကြည့်အောင်ပါပေါ့ကဲငါသွားတော့မယ်အရိကာကျမမယောင်မလဲနဲ့အနားမှာရှောင်ပေးကြတဲ့အဖော်ရီညာနေဖြူနာကိုပြန်ရောက်လာပြီးတော့ဟဲ့ညာနေဖြူနေဟိုလိုကြီးကိုဘာပြောလွှတ်လိုက်တာလဲဒေါသတကြီးနဲ့ပြန်သွားတာတွေးလိုက်တယ်နော်ဘာမှမပြောပါဘူးဟဲ့သူကထုံးစံတိုင်းလက်ထပ်ဖို့ပြောတယ်ငါမဖြစ်သေးဘူးလို့ပြန်ပြောလိုက်တာဒါပါပဲသူတို့ကပတ်စံချမ်းသာတဲ့မျိုးသားတယောက်ဆိုပြီးတောမနေတဲ့မိန်းကလေးတယောက်ရဲ့မြတ်တာကိုရှော့တတ်တာလဲပါမှာပေါ့ငါကတော့ဘဝနဲ့ရည်ရမယ့်အိမ်တော်ကြီးတစ်ခုဘယ်တော့မှလွယ်လွယ်နဲ့ဆုံးဖြတ်မှာမဟုတ်ဘူးငါအတိုင်းတစ်လုံးကလက်ခံတဲ့လူနဲ့လက်ထားရတဲ့သူဟာတယောက်တည်းပဲဖြစ်ရမယ်အခုချိန်ထိတော့ကိုထွန်းအောင်ကျော်ကိုချစ်သူတယောက်အနေနဲ့စမ်းစားလို့ကိုမရသေးဘူးကျလို့ပြောဆိုနေစမ်းမှာနောက်ထပ်အမျိုးသမီးတစ်ဖွဲ့ရောက်လာပြန်တော့တယ်အတန်ကြတော့ပစိုးမနိုင်ပေါ်ဝါမနိုင်နဲ့ပြန်ပြေးလာတဲ့ကာလာသားတချို့ဟဲ့ကောင်တွေဘလို့ဖြစ်လာကြတာလဲဟာမပြောပါနဲ့တော့ကပ်ပြရကြီးရဲ့စောစောလာသားတဲ့မိန်းကလေးတွေဘဲဘက်သွားတယ်လေလို့နောက်ကနေနောက်အောင်ခံမိလိုက်ကြတာတောစရောက်တော့ကျိုးတန်းလန်းနဲ့နှသွေးတစ်ကောင်ထွက်လိုက်တာနဲ့ပြေးခဲ့ရတာပါပဲဗျာမင်းတို့ကမဟုတ်တဲ့စိတ်နဲ့လိုက်သွားတာဟုတ်ကွာနားထွက်လိုက်ရုံဆိုတော်သေးတာပေါ့တော့ကြတင်းမုံနဲ့ထွက်ထုတ်လိုက်မှအားလုံးသိနေကြအောင်မယ်နော်ဒီလိုပြောတော့မှအားလုံးကစကလေးတွေပူသွားကြလေတော့တယ်1240ပြည့်နဲ့တရင်ကျွန်းလဆန်6ရက်နေ့မှာမင်းတောင်မင်းကြီးနဲ့ရွာဆန်တဲ့အခါမှာအဲ့ဒီနေ့မှာပဲအိရှိဆန်တီဘောမင်းသားဟာထီနန်သိပ်ပိုက်တော်မူလေတယ်1240ခုနှစ်နေုံလာမှာတီဘောမင်းဟာတီရိပရိသနာဘိသိက်ကိုတွန်းခံတော်မူပြီးတော့ထီဆောင်မင်္ဂလာဥက္ကဋ္ဌဖွင့်တော်မူပြီးလေတီရိပဝရရာတိတရတီလောကဓိပတိပဏိတမဟာဓမ္မယာစာဓိပတိယာစာဘွဲတစိတ်တော်ကိုခံတော်မူလေတယ်တီဘောမင်းဟာဘယင်ဖြစ်ကိုရောက်တဲ့အခါမှာတော့ခမဲတော်နဲ့ရွာမဆန်မီကအကျဉ်းချထားခြင်းခံရတဲ့မင်းကြီးမင်းသား40ကျော်တို့ကိုရွှေလွတ်တော်မှာအမိတ်မရှိပါဘဲနဲ့လက်သုံးတော်ကကွမြက်တုတ်တင်ခဲ့လေတယ်။သူ့ရဲ့အနီးမှာမင်းလိုလိုက်မင်းကြိုက်ဆောင်တဲ့လူတစုတို့ကတော့မျိုးစားနေစားပေးကချီးမြှင့်အမြောက်စားခဲ့လေတယ်။အဲ့ဒီထဲမှာရတနာမောင်မောင်တုတ်လေတအုပ်ပါဝင်ဖြစ်ပြီးတဲ့ရနောင်မောင်မောင်တုတ်မှာဘယင်ကမြောက်စားတဲ့အတွက်မျိုးစားနေစားဖြစ်ရတော့လေရုပ်ရည်ကကြမ်းတမ်းစိတ်ထားလည်းနှိမ်ချတဲ့သူမြို့ထဲမှာတွေ့သမျှမိမချောမိမလားမှန်သမျှအပြူအိုးအိုးမရှောင်အားလုံးကိုတောက်ကောက်ပြီးတော့ခြေတော်တင်လေးရှိတယ်။စင်ခိုးမလေးအမည်ရှိတဲ့မင်းသမီးမှာကာမပိုင်၄ယောက်ကြားရှိုံမကသားသမီး၃ယောက်သာရှိတော့လေရနာမောင်မောင်တုတ်ကသဘောကျတဲ့အတွက်လင်ဖြစ်သူကိုရွှေသုံးပိတ်တာပြီးမြို့တချီခန့်ကအဝေးကိုနှင်လိုက်ပြီးတော့စင်ခိုးမလေးကိုအရမသိမ့်ပိုက်ခဲ့လေတယ်။ဒါအပြင်ကကြေသေးတွေအပြူတော်မှန်သမျှကိုလေတောက်ကောက်ပြီးတော့ယူလေတယ်။သူနေတဲ့အိမ်ကြီးပတ်ဝန်းကျင်မှာတိမ့်ပိုက်ထားတဲ့မယားတွေကိုအိမ်ခွဲ၍စောက်ပေးထားရာအိမ်မောင်း100ကျော်ရှိပြီးရွာဝိုင်းကြီးတစ်ဖွဲ့ဖြစ်နေတာ၎င်းမှာတီဘောဘရင်ကနောင်တော်ကြီးအရာထားကမြောက်စားထားတဲ့အတွက်ဘရင်နောင်တော်ရဲ့လို့ထင်ရှားလေတော့မူးနဲ့သေနာပတိတွေလည်းမပြောဝင်ကြပြီတိုင်စာတွေရောက်ရှိလာတဲ့ချိန်မှာတော့စာရီထဲမှာဆိုရင်ရတနာမောင်မောင်တုတ်ရန်ကားမှုတွေအကြောင်းကအများဆုံးဖြစ်ပေတယ်ဒါကြောင့်တက္ကရာ1244ခုနှစ်မှာရနာမောင်မောင်တုတ်နဲ့အပေါင်းပါတွေကိုဖမ်းဆီးစေပြီးအကျဉ်းချထားခဲ့လေတော့တယ်
နောက်ဆုံးမှာတော့ရတနာမောင်မောင်တုတ်သေးပြီးနောက်သူအားကိုပြီးနဲ့စိုးသွမ်းခဲ့ကြတဲ့သူတွေမှာတနယ်တကြီးကိုထွက်ပြေးကြရာမောင်မောင်တုတ်ရဲ့ညီဝမ်းခွဲတော်သူမောင်မောင်အုပ်ဆိုသူလည်းပါလေတယ်။မောင်မောင်အုပ်ဟာထွက်ပြေးရင်းနဲ့မရီယာနယ်ဘက်ကိုရောက်ခဲ့တယ်။မရီယာနယ်ဘက်ကိုရောက်တော့လေမြို့ပေါ်မှာပေါ်ပေါ်တင်တင်မနေဝင်တဲ့အတွက်တောနယ်ဘက်ကိုတိတ်ဆောင်လာရင်းကနေရွှေတာငွေရောင်အနီးမှာရှိတဲ့တောရကျောင်းတစ်ကျောင်းကိုရောက်လာတယ်။အဲ့ဒီတောရောက်ကျောင်းမှာစတုပုံမိကကျောင်းဖြစ်ပြီးတော့အဲ့ဒီချိန်ကကျောင်းနိုင်ဆရာတော်မှာဦးဝိမလဖြစ်ပြီးတယ်။မောင်မောင်အုပ်ဟာကျောင်းကိုရောက်တဲ့အခါမှာအကျိုးအကြောင်းပြောဆိုလျှောက်ထားရုပ်ဖြတ်ပြီးတော့ကပ္ပိယအသွင်နဲ့နေထိုင်တာဆရာတော်အကိရဲ့ထိုးတဲ့နေရာမှာတော်ချိန်ရင်းမှနေပြီးတော့ဝမ်းကျောင်းလေးနဲ့ဆောက်ထားလိုက်တော့တယ်။ဆရာတော်တရားထိုင်တဲ့အချိန်မှာမောင်မောင်အုပ်ကိုပရိဒကုံပေးထားပြီးတင့်တော်တဲ့နေရာကိုသွားကပရိစိတ်စေတယ်။မောင်မောင်အုပ်ကလည်းတောကျောင်းလေးကိုရောက်တာနဲ့တပြက်စီလေးချင်းရေချမ်းဖြည့်ချင်းဖျားပန်းလေးချင်းတွေပြုတ်လုပ်ပြီးတော့ဆရာတော်ဖို့ထိုးပြီးဆိုရင်တော့ဝိုင်းကူပေးရပြီးဖို့ထိုးရန်ကိစ္စမရှိပါကကြောက်ကပယံကြီးတနေရာမှာထိုင်ကပရိစိတ်လေးရှိတယ်။ပထမစိတ်ကစားတော့အနောက်ရှက်များတဲ့အတွက်ကောင်းစွာမစင်ရပြီ။ဆရာတော်ကိုအကျိုးကြောင့်ပြောပြတဲ့အခါဆရာတော်ကပရိစိတ်ခံနေပြီဆိုရင်ပတ်ဝန်းကျင်မှာရှိတဲ့မြင်အမမြင်တဲ့ပုံကိုယ်တွေကိုမေတ္တာပို့အမြတ်တမ်းဝေပေးပြီးတော့မှစိတ်မယ်ဆိုရင်အနောက်ရှက်တွေကင်းသွားလိမ့်မယ်ကွယ်။ဒလုံမိန်ကြားတဲ့အတွက်အဲ့ဒီတိုင်းပြုလုပ်ရနောက်ပိုင်းမှာတော့အနောက်ရှက်တွေကင်းသွားလေတော့တယ်။နောက်ပိုင်းမှာမမအိုတယောက်အဲ့ဒီကြောက်နေရန်ကြီးရှိရာစီကိုသာအမြဲသွားနေလျာဆရာတော်ကစိတ်ထဲမှာမတင်ကားလို့တစေတစောင်းလိုက်ကြည့်ရထိုးကြတဲ့မြင်ကွင်းကိုတွေ့ရတယ်။မမအုပ်ကခါတိုင်းလိုပရိလေးကိုကိုင်းကြောက်နေရန်ဒီကိုသွားလျာအနည်းရောက်တဲ့ခါမှာတော့ကြောက်နေရန်အတွင်းကနေလှပချောမောတဲ့မိမပြိုတယောက်ထွက်လာတယ်။မိန်းကလေးထွက်လာတော့မြင်တဲ့ခါမှာမမအုပ်ကလည်းပရိကိုနဘေးမှာချပြီးမိန်းကလေးလက်ကလေးကိုစောက်ကန်လိုက်တယ်။မောင်ကြီးကနှမလေးကိုချစ်တယ်ပြောပြီးအတော်လေးကိုနေနိုင်ပါပြီ။ဒီကနှမလေးမှာတော့မောင်ကြီးလောင်မျှော်နေရတာလဲဘင်းတောင်ရှိတော့မယ်ရှင်။မောင်ကြီးလည်းနှမလေးနဲ့အမြဲတွေ့ကြနေပါတယ်။အတူတူလည်းနေကြပါတယ်။ဒါပေမဲ့မောင်ကြီးကတိပေးထားတာမိတ်နေပြီလား။ညာတိုင်းညီမလေးရှိအောင်အရောက်လာပြီးအတူတူနေပါမယ်ဆိုတဲ့စကားလေးအခုတော့မောင်ကြီးမေ့သွားပြီလား။မမေ့ပါဘူးနှမလေးရဲ့။မောင်ကြီးဘဝအเจ้าမှာကပ္ပိယဘဝနဲ့နေရတော့ဆရာတော်ရဲ့ဝေယဝဆတွေလုပ်ပေးနေရလို့စိတ်သွားတိုင်းကိုမပါဖြစ်ရတာပါ။ရွှေစိတ်တော်ညှို့ပြီးတော့အလုံးမကျမဖြစ်ပါနဲ့ကွယ်။ဒီလိုဖြစ်လဲเจ้าမမနေဘဲနဲ့နှမလေးနဲ့အတူတူနေပါလားမောင်ကြီးရဲ့။နေတော့နေကြမှာတဲ့ဒါပေမဲ့နှမလေးကဘယ်စီနေမှမသိရတော့အခက်သားပေါ့။ဒီအတွက်တော့စိတ်မပူပါနဲ့မောင်ကြီးရဲ့တစ်ချိန်ကျတော့နှမလေးဘယ်နေရာမှာနေသလဲဆိုတာမောင်ကြီးကိုအသိပေးပါမယ်။တောင်းပါပြီဗျာ။အဲဒီနောက်မှာတော့ချက်သူတွေရဲ့တဘာဝချက်တဲနီနောကတွတ်ထိုးကြည်စဲနေကြတယ်။မမအောင်ချိန်တွေကိုသိလို့တဲ့အတွက်နောက်ကနေလိုက်လံချစ်ရှုတဲ့ဦးဝင်းမလာမှလည်းဝါးချောင်းလေးရှိရာကိုပြန်လာခဲ့တယ်။ငါကတော့ပရိစိတ်နေရလို့ထင်တာ။ तू ကတော့ပရာလောကသားတယောက်နဲ့တွေ့ပြီးတော့ချစ်ကြိုက်နေတာကိုဒေးတိုင်းထိုင်တော့ဒီတကဒုက္ခရောက်တော့မှာပဲ။ဒီလိုနဲ့နောက်တနေ့မမအုံနဲ့တွေ့တဲ့အခါကပ္ပိယမင်းဘယ်ကိုသွားနေရလဲဟိုဂျောက်ကပ္ပိယနာမှာပရိစိတ်နေရပါဖေ။ပရိစိတ်တာပဲကွယ်တယောက်တည်းစိတ်ရမှာဘယ်ဟာမိန်းကလေးတယောက်ခေါ်စိတ်ရတာတော့အရှင်ဖေဘလို့သိပါသလဲဖေ။ငါလည်းဒီလိုပဲသိတာပေါ့ဓာတ်ထပြောစမ်းမအောင်ဘယ်ဟာမိန်းကလေးနဲ့များခေါ်တွေ့နေရတာလဲတပည့်တော်လည်းသူဘယ်ဟာလာတယ်လဲဆိုတာမသိရပါဘူးဖေ။ကျောင်းနေရကြီးအနောက်ကထွက်လာတာပဲသိရတယ်တကယ်တော့မင်းနဲ့တွေ့တဲ့တငယ်မဟာပရာလောကသားတရားဖြစ်ဖို့များတယ်။ကြာရင်ငါတပည့်ဒုက္ခရောက်ကုန်လိမ့်မယ်။တပည့်တော်ကတော့သူ့ကိုလူစစ်တရားလို့ပဲထင်နေမိပါတယ်ဖေ။ဘယ်လိုလုပ်ရင်သိပါမလဲဖေ။အကောင်းဆုံးကတော့မင်းသူ့နဲ့ဒီတစ်ခါတွေ့ကြရင်ဘယ်ဘွားမျိုးကလာတယ်။ဘယ်ဘွားမှနေတယ်ဆိုတာသိရအောင်သာမေးပြီးတော့ဒါမှကဲနိုင်ကဲလို့ရပါမယ်။တကယ်လို့သူကဘဝချားနေတဲ့ပရာလောကသားတရားဆိုရင်အတူနီးစပ်ဖို့လုပ်လို့ရပါသလားဖေ။ငါအနေနဲ့ကတော့ဒီကိစ္စတွေကိုမအပ်ဆက်လို့ဘာမှမလုပ်ပေးနိုင်ဘူး။ရွာထဲမှာတော့ငါနဲ့ဖို့ထိုးပေါ်ဖို့ထိုးဘက်ဆရာကြီးတယောက်ရှိတယ်။သူကတော့ပရာလောကစီရင်နေကျွမ်းကျင်လေတော့မင်းတို့ရဲ့ကိစ္စအကူအညီပေးနိုင်လောက်တဲ့ဝမ်းသာလာပါတယ်ဖေ။ဒီတော့မင်းကမိန်းကလေးနဲ့တွေ့တဲ့အခါဘယ်ရံမှနေတယ်ဘလို့ဘွားမျိုးလဲဆိုတာသိအောင်လို့မေးမြန်းခဲ့ပြီးတော့ဒလုံမာကြားကတရားထိုင်ရထသွားလေတော့တယ်။မမအုံတယောက်သာဝမ်းသာစိတ်စိုးရိမ်စိတ်တွေနဲ့ရှင်ထဲမှာပလောင်ဆိုပြီးတော့ကြံခဲ့တာ။နောက်တစ်ချိန်မှာမမအုပ်တယောက်ကျောင်းနေရန်ကျေးစီကိုရောက်သွားတဲ့ချိန်မှာသူ့ရဲ့ချစ်သူမိန်းကလေးကတော်တော်နဲ့ရောက်လာတဲ့အတွက်စိတ်ပူရပြန်ပြီးတယ်။အချိန်တော်ကြီးကြာတော့မှမိန်းကလေးမှာမျက်နှာမသားမယာနဲ့ရောက်လာတယ်။နှမလေးမျက်နှာလည်းတိတ်မကောင်းလာပါလား။နေထိုင်မကောင်းများဖြစ်နေရောသလားကွယ်။မဟုတ်ပါဘူးမောင်ကြီးရဲ့။ဒါဖြင့်မောင်ကြီးအလားနောက်ကြလို့စိတ်လိုမကြဖြစ်နေတာမဟုတ်ပြန်လား။မဟုတ်ပါဘူးမောင်ကြီးရဲ့။ဒါဖြင့်လည်းဘာကြောင့်များမျက်နှာမသားမယာဖြစ်နေရတယ်လဲဆိုတာတစိမ့်လောက်အကျိုးကြောင့်ပြောပြပါဦး။အဲလိုဆိုကလက်ကလေးကိုကိုင်ကဇော်တဲမိတော့မှ
နှမလေးမပြောခင်မှာမောင်ကြီးကနှမလေးကိုမေးစင်တာတွေရှိတယ်မဟုတ်လားမေးလေဟမ်နှမလေးကဘလို့များသိနေရလဲနှမလေးလည်းသိနိုင်တဲ့အကြောင်းတွေရှိပါတယ်မောင်ကြီးရဲ့မောင်ကြီးမေးချင်တာဒါမေးပါတခြားတော့မဟုတ်ပါဘူးမောင်ကြီးနဲ့နှမလေးကချစ်သူတွေဘဝရောက်ခဲ့ကြတာအတော့ကြာနေပြီဖြစ်ပေမဲ့လို့နှမလေးရဲ့နာမည်မျိုးရိုးစာတီးနဲ့ဘယ်ရက်မှနေတယ်လဲဆိုတာအဲ့ဒါတွေကိုမေးချင်နေတာပါနှမလေးရဲ့အဖြစ်ကစမ်းကြယ်လို့ပြောမယ်ဆိုရင်လည်းမောင်ကြီးအနေနဲ့ယုံကြည်နိုင်မယ်မထင်ပါဘူးမောင်ကြီးရဲ့နှမလေးပြောရင်မောင်ကြီးကဘာကြောင့်မယုံရမှာလဲပြောတာပြောပါကွယ်မောင်ကြီးအနေနဲ့ဒီလောက်ကြားချင်နေရဆိုရင်လေနှမလေးပြောပြပါမယ်တကယ်တော့နှမလေးဟာမောင်ကြီးထင်တယ်လို့ပရာလောကသားတရားမဟုတ်ပါဘူးချိန်စာတက်နေတဲ့လူတစ်ယောက်ပါချိန်စာတက်နေတယ်ဟုတ်လားဟုတ်ပါတယ်နှမလေးရဲ့နာမည်ကသေရီမဲလို့ခေါ်တဲ့ဇာတိယအင်းဝရွှေမျိုးသူဒီနေရာရောက်နေတာနှစ်ပေါင်း350ကျော်ပါပြီမောင်ကြီးရဲ့နှစ်ပေါင်း330ကျော်ပြီဆိုတော့နှစ်ပေါင်းမနေတော့ပါလားဒီလောက်ကြာတဲ့တက်တန်းမှာနှမလေးကဘယ်ပုံဘယ်နည်းအသက်ရှင်နေရတာလဲနှမလေးကဝေကျွေးကံမကုံမချင်းချိန်စာတက်နေရတဲ့သူပါဒီချိန်စာမပြေမချင်းဒီဘွားနေပဲနေသွားမှာတကယ်တော့နှမလေးကဥစ္စာကြောင့်လည်းမဟုတ်ဘူးတစေတရေနာနာဘာဝလည်းမဟုတ်ဘူးဖန်ဆင်းနိုင်တဲ့တိတ်တိတ်ရှိတဲ့လူတစ်ယောက်လည်းမဟုတ်ပါဘူးချိန်စာတက်နေတဲ့သူပါဒါဖြင့်နှမလေးကဘယ်နေရာမှာနေရလဲယင်ဒီကြောက်တောင်ကြီးအတွင်းထဲမှာနေပါတယ်စိတ်ကအပြင်ထွက်ချင်ရင်အပြင်ကိုရောက်လာပြီးပြန်ဝင်တဲ့အခါကျတော့လေစိတ်ထဲကညှို့လိုက်တာနဲ့အတွင်းကိုပြန်ရောက်သွားတာပါပဲတခုကတော့ဒီကြောက်တောင်နေရင်တဝိုက်ကနေဘယ်မှသွားလို့မရနိုင်တာပါပဲရှင်ဘလို့ဝကြွေးတွေကြောင့်များအခုလိုဒုက္ခတွင်းတွေကိုရောက်နေရတာလေနှမလေးရဲ့နှမလေးကိုရုံမာရက်ဆက်တဲ့ရန်သူတို့ကတူတတ်တဲ့ပညာနဲ့ဒီကြောက်နေရကြီးအတွင်းမှာချိန်စာတိုက်ပြီးတော့ထည့်ထားခဲ့တာဒီเจ้าနေကိုနှမလေးအကုန်စင်အောင်ပြောပြပါမယ်မောင်ကြီးရဲ့ဒီလိုအစားအခြေကအဖြစ်ပြက်တွေကိုပြောပြတယ်တကယ့်888ခုနှစ်မှာရတနာပူရအင်းဝနေပြီးတော့ကိုတူဟန်ဘွားဥဆောင်တဲ့ရှမ်းစော့ဘွားတက်တွေတိုက်ခိုက်သိမ်းပတ်တယ်တူဟန်ဘွားနဲ့အပေါင်းပါရီဟာအင်းဝနေပြီးတော့ကိုရတဲ့ခါမှာတော့ကျောင်းကန်ဖျားတွေကိုဖျက်ဆီးရဟန်းတန်ဃာတော်တွေကိုရရဆက်ဆက်တပ်ပြတ်တယ်ရှင်ဘရင်ရဲ့လက်သုံးတော်တအူးမှစောဖောင်ပြက်ပြီးတော့လျှို့ဝှက်စမ်းကြိုက်တဲ့အစီရင်တွေပြူစားတတ်တဲ့ပညာအမျိုးမျိုးကိုတက်ကြွနေသူသေရိမေမှာအင်းဝရွှေမျိုးသူတအူးဖြစ်ပြီးတော့မိဘတွေကပြည့်စုံကြွယ်ဝတဲ့သူစောဖောင်ကသေရိမေကိုမြင်တွေ့တဲ့အခါနှစ်သက်သဘောကျတဲ့အတွက်နေမျိုးမျိုးနဲ့ရရှိအောင်ကြံဆောင်လေတယ်သေရိမေကလည်းအမျိုးဘာသာသာသနာကိုဖျက်ဆီးတဲ့လူရန်ကားတွေမလို့တစ်စက်လေးမှနှစ်သက်မှုမရှိပေမိဘတွေကလည်းနီးရတာကြောက်နေရတဲ့ချိန်မလို့ပြက်ပြက်သားသားမငြင်းဝန်းတော့ပဲနေရွှေညရွှေအချိန်ဆွဲနေတယ်ရှမ်းစိုးစက်သားတွေဟာအေဝနေပြည်တော်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့ချိန်မှာမြန်မာအမျိုးသမီးတွေကိုမတရားသိမ်းယူကဇနီးမယားပြူကြတယ်သို့တော်လဲစောဖုံကသေရိမေကိုအဘဲကြောင့်မတရားသိမ်းယူခြင်းမပြုတဲ့အကြောင်းမှာအလိုမတူပဲပေါင်းတဲ့မှာကသူတက်ကြွတဲ့ပညာတွေပျောက်ပြတ်သွားပါစေလို့သစ္စာဆိုထားတဲ့အတွက်ကြောင့်သာပဲနောက်ဆုံးတော့နောက်ပိုင်းမှာမင်းကြီးရန်နောင်အမည်နဲ့မင်းပြုမဲ့ဘူမှုရန်နောင်ကမနော်ရမဥယျာဉ်တော်အတွင်းမှာရှမ်းဘရင်တူဟန်ဘွားကိုရင်းရွယ်ပါဓာတ်နဲ့ခုတ်ပိုင်းတပ်ဖြတ်ပြလိုက်လေတော့တယ်ရှမ်းမင်းဆိုတူဟန်ဘွားတေဆုံးသွားတဲ့ချိန်မှာအင်းဝနေပြီးတော့မှမြန်မာတွေလက်ကိုပြန်လည်ရောက်ရှိခဲ့တယ်နောက်တော့မြန်မာစစ်သားတွေကတူဟန်ဘွားရဲ့နောက်လိုက်နောက်ပါတွေကိုတိုက်ခိုက်တုပ်တင်ကြရာအကျွင်းကြံနေမှာဘေးလွတ်ရာကိုထွက်ပြေးကြရတယ်အဲဒီချိန်မှာစောဖဟုံဟာတီရီမဲတို့နေအိမ်ကိုအကျဉ်းဝင်ရောက်တီရီမဲကိုစင်မော်တေမလဲတောင်ရှိရာစီကိုပြေးခဲ့တယ်။၎င်းတို့ဟာမလဲတောင်မှာရှိတဲ့ကြောင်းလိုင်ကူထဲမှာစခန်းချပုံအောင်နေရင်နဲ့စောဖဟုံကတီရီမဲကို၎င်းကိုမြစ်တာတုံ့ပြန်ရန်အတန်တန်ပြောဆိုတော့လေတီရီမဲကလည်းမိမိမချင်မနဲ့တတ်တဲ့သူနဲ့မပေါင်းသင်းလို့တဲ့အတွက်ကြောင့်အသက်ကိုအပြင်ကိုပြီးမြစ်တာမမြပဲရှိနေတယ်။စောဖဟုံတို့တတိုင်းဟာအဲ့ဒီအကြောက်ကိုကျွဲမှာပုံအောင်နေကြရင်နဲ့ရှစ်လလောက်ကြာလာသည့်ထိစောဖဟုံကနေမျိုးမျိုးနဲ့စူးစမ်းတော့လေတီရီမဲကမြစ်တာမပေးသည့်အစုံတတလုံးလူလုံးမလှအောင်သူ့ရဲ့အတတ်ပညာတွေနဲ့စီရင်လေတော့တယ်။အဲ့ဒီအစီရင်မှာတေရီမဲကိုတင်ခိုးလာတဲ့စင်ကြီးရဲ့ကြောကုန်းပေါ်မှာမှန်စီခေါင်းတလားကြီးတစ်လုံးကိုတင်လေတယ်။အဲ့ဒီခေါင်းတလားကြီးမှာမှန်စီရွှေချထားပြီးအခေါင်းရဲ့အတွင်းပိုင်းမှာလည်းစီမံထားတဲ့အခရာစမစတာတွေကိုရေးသားထားတယ်။အဲ့ဒီအခေါင်းကြီးအတွင်းကိုတေရီမဲကိုထည့်မလုံနိုင်အောင်လက်နဲ့ခြေထောက်ကိုစီမံထားတဲ့တန်ချေချင်းကြီးတွေနဲ့ခန့်လိုက်တယ်။အဲ့ဒီနောက်မှာတော့နေရဝိညာဉ်ကိုငါပိတ်လောင်ထားခဲ့တော့မယ်ငါအချက်ကိုလက်မခံတဲ့မိမဘယ်သူနဲ့မှလည်းမတွေ့စေရဘူးကဘာတီတဲ့၍ဒီခေါင်းတလားတွင်မှာပဲနေနေရမယ်ကဘာတီတဲ့၍ဒီကြောက်ကူတွေမှာပဲနေနေရမယ်ဒီအနာအဖွဲ့တွေကိုနေရဝိညာဉ်ဟာဒီနေရာမှာပဲနေရတော့မယ်နေကငါရဲ့ချိန်စာတက်နေတဲ့ဝိညာဉ်ကျန်တာဖြစ်ပြီးတော့ချိန်စာတက်နေတဲ့ဝိညာဉ်ကျန်တာဖြစ်ချေပြီ
အဲလိုကျင်းဆိုကခေါင်တလာအဖုံကြီးကိုအသိပိတ်လိုက်လေတော့တယ်အဲနောက်စင်ကြီးကိုလည်းအဲ့ဒီနေရာကနေတလန်မမရွေ့အောင်စီမံပြီးစစ်သား6ယောက်ကိုတက်ကအဆောင်ဖြစ်နေစီမံခဲ့တယ်အဲဒီနောက်မှာတော့ကြောက်ကူနေရန်ကြီးကပါအပြင်ကနေပိတ်ခဲ့ပြီးတော့စောဖုံကိုလည်းအဲ့ဒီနေရာကိုစွန့်ခွာခဲ့ကြတယ်။ခေါင်တလာကြီးတွင်းမှာကျရင်ခဲ့တဲ့တိတိမေမှာမိုးလဲမွန်ကြောက်လဲကြောက်နဲ့နောက်ဆုံးတတိလက်သွားတယ်။အဲလိုတတိလက်သွားတဲ့ချိန်မှာကိုပေါင်းဝင်းညင်တစ်ခုအပြင်ကိုထွက်လာတယ်။သူ့ရဲ့မျက်စိထဲမှာမှန်စီခေါင်တလာကြီးထဲမှာရှိနေတဲ့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလည်းမြင်နေရသေးတယ်။တိတိမေကအဲ့ဒီနေရာမှာထွက်ပြေးရန်ကြိုးစားတဲ့အခါစင်ကြီးနဲ့အဆောင်တပ်သား6ယောက်ကဖမ်းဆီးပြီးမှန်စီကောင်းတွင်းကိုစိုးတွင်းပြန်ထည့်တယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာအောင်အခေါင်းထဲကနေအပြင်ထွက်ခွင့်မရပဲနောက်တော့မှမှန်စီကောင်းတွင်းကနေအပြင်ကိုထွက်ခွင့်ရတယ်။အခုအခါမှာတော့ကြောက်ကုနေရအပြင်ဘက်ထိထွက်ခွင့်ရတော့လေအဲ့ဒီနေရာကနေကြော်ပြီးတော့သွားလို့မရပဲ။တကယ်လို့နည်းနည်းလေးကြော်သွားမိပါကဂူတွဲမှစင်ကြီးနဲ့စစ်သား6ယောက်ကလိုက်လာပြီးတော့အတင်းအဓမ္မဖမ်းခေါ်သွားလေးရှိပြီလေ။နှမလေးအကြောင်းကြားရတာရင်နာစရာကောင်းလိုက်တာကွယ်။လူ့ဘဝမှာဒုက္ခကြုံတွေ့ခဲ့ရတာမဟုတ်ဘူး။ဝိညာဉ်ဘဝရောက်နေရတာနှစ်ပေါင်းများစွာဒီဒုက္ခတွေကိုကြုံနေရသေးတာကိုဒီတော့မပူပါနဲ့မောင်ကြီးကိုကြီးပေးပါမယ်ဘယ်လိုကိုကြီးပေးရမလဲဆိုတော့ဒါနီလန်ပြောပြပါမောင်ကြီးစကားကြားရတာနှမလေးဖြင့်ဝမ်းသာလို့မဆုံးပါဘူးသို့တော်လေကြောက်ကုတ်တွင်ကမောင်ကြီးတယောက်ထဲတော့ဝင်လို့မရဘူးဘယ်လိုကြောင့်လဲကွကြောက်ကုတ်တွင်မှာစောပဟုန်ထားခဲ့တဲ့အဆောင်တွေကအခုချိန်ထိရှိနေကြသေးတယ်လေသူတို့ကနှစ်ပေါင်း300ကျော်တာတော့ရှိနေကြတော့မဲလားလူတွေကတော့သိပြီးတော့အယိုးကျသွားပြီပေါ့ဒါပေမဲ့အဆောင်ဘဝနဲ့အခုချိန်ထိရှိနေကြသေးတယ်ဒါပေမဲ့တရေဘဝအတွက်တော့ရောက်နေကြပြီနှမလေးဘဝကတရေတပတ်တွေရဲ့ကြားထဲမှာနေရတာတနာစရာကောင်းလိုက်တာကွယ်ဒါကြောင့်မောင်ကြီးကိုတယောက်တည်းဝင်လို့မရဘူးလို့မှားတာပေါ့တကယ်လို့ကူရဲကိုဝင်မိမယ်ဆိုရင်ဒီမိစ္ဆာဝိညာဉ်တွေကိုနိုင်တဲ့ဆရာတယောက်တော့ပါမရမယ်မောင်ကြီးရဲ့ဒီအတွက်တော့စိတ်မပူပါနဲ့ကွယ်မောင်ကြီးဆရာတော်နဲ့တိုင်ပင်ပြီးတော့ထက်တယ်လို့စီမံခဲ့ပါမယ်နှမလေးကိုလည်းဒီဒုက္ခတွေကနေမဖြစ်ဖြစ်အောင်ကယ်တင်ပေးပါမယ်ကွယ်ဝမ်းသာလိုက်တာမောင်ကြီးရဲ့ဝမ်းသာလိုက်တာချလို့ပြောဆိုကမမအုပ်ကိုတအားဖတ်တွေထားလိုက်တယ်မမအုပ်မှလည်းတီရိမေကိုလေးကိုပြန်လဲဖတ်တွေထားကတစုံတစ်ခုကိုပြန်လဲသတိရသွားတယ်တထက်နှမလေးကိုမောင်ကြီးကယ်တင်ပေးလိုက်တာတော့ဟုတ်ပါပြီနှမလေးကဒီဘဝလွတ်သွားရင်မောင်ကြီးနဲ့အခုလိုဘယ်လိုတွေ့ရတော့မှလဲဒါများမောင်ကြီးရဲ့စိတ်ပူစရာမရှိပါဘူးနှမလေးကကျင်းစာအကျဉ်းသားဘဝလွတ်မြောက်သွားရင်အခုလိုဘွားနဲ့မောင်ကြီးနဲ့တတလုံးအတူတူနေသွားလို့ရမှာပါဘလောက်တောင်ပြောစရာကောင်းလိုက်တယ်လေတကယ်ပြောရလားယင်တကယ်ပေါ့မောင်ကြီးရဲ့နှမလေးကကိုချက်တဲ့သူညာရက်ပါမလားအဲလိုပြောလျာမမအုံးမှာတီရီမယ်ပြောသမျှကိုယုံကြည်ပေးပြီးရဲ့နောက်အပျော်ကြီးပြောကချက်သူရဲ့ကိုလေးကိုထွေးပတ်ထားလိုက်လေတော့တယ်မမအုံးဟာလေဝါချောင်းလေးကိုပြန်ရောက်တဲ့ခါမှာတော့တီသမျှအကြောင်းအရာတွေကိုဆရာတော်ဦးဝင်းမလာကိုပြန်ပြောပြလိုက်တယ်အဲဒီခါမှာဆရာတော်ကဘဝအကျိုးပေးကံမကောင်းခဲ့လို့အခုလိုအဖြစ်ဆိုးနဲ့ကြုံခဲ့ရတာပဲကဲမဲ့သူမရှိရင်သူ့ဘဝကဒီလိုပဲအမြဲနေသွားလိမ့်မယ်ဒါဖြင့်ဘယ်လိုလုပ်ရမလဲဖေ။သူ့ကိုဒီဒုက္ခဝေကျွေးရလွတ်အောင်လို့ကဲတင်ပေးလိုက်ပါကွယ်ဘယ်လိုကဲရမှာပါလဲဖေ။ရွာထဲမှာဆေးဆရာကြီးဥပညာဒီပဆိုတာရှိတယ်သူ့စီကိုသွားအကျိုးအကြောင်းပြောပြလိုက်မယ်ဆိုရင်သူကအကူအညီပေးလိုက်မယ်ဒီလိုနဲ့ဆရာကြီးစီကိုရောက်အကျိုးအကြောင်းပြောပြလိုက်တဲ့အခါမှာဆရာကြီးကလေဆရာတော်ခိုင်းတော်လည်းလုပ်ပေးရမှာပေါ့ငါလည်းအဲ့ဒီနေရာကိုလိုက်ရှာကြနေရတဲ့အတော်ဖြစ်သွားတာပေါ့ကွာဒါဖြင့်ဆရာကြီးကအရင်ကတည်းကဒီเจ้าကိုသိနေရပါတော့သိတယ်တော့တော့သိရဲလို့ဆိုရမှာပေါ့အဲ့ဒီမန်စီခေါင်းတလာကြီးကိုရမယ်ဆိုရင်ရှင်းရလူတွေဘလို့စီရင်ခဲ့တယ်ဆိုတာလေ့လာလို့ရတာပေါ့ကွာဒီလိုပြောကလိုအပ်တဲ့ဆေးပြည့်စီတွေကိုယူဆောင်မမအုံနဲ့လိုက်လာခဲ့တယ်ကျောင်းကိုရောက်တဲ့အခါမှာဆရာတော်ကအစားအရာရာသတိဝိရိယထားသွားကြဖို့မှာကြတယ်မမအုပ်အရေးကြောင့်ရင်ဖရာတရားမမေ့နဲ့ကွတင်မဗျာအဲဒီနောက်တရွင်းပေါက်ပြလက်နက်ကရိယာတွေကိုထမ်းပြီးကျောင်းနေရန်ကြီးရှိရာစီကိုထွက်ခဲ့တယ်ဆရာကြီးပညာဒီပမှာအသက်အရွယ်ကြီးနေပြီဖြစ်တော့လေကျမ်းမာတန်ဆွမ်းနေစေပဲရှိသေးတယ်ဒီလိုနဲ့တနေရာရောက်တဲ့အခါလှိုင်ကောင်းတန်ကဲ့သို့အတန်တစ်မျိုးကိုကြားရတယ်ဒီနေရာမှာလှိုင်ကောင်းတန်ကြားရတယ်တူးကြည့်ကြတာပေါ့ခက်ခဲဖယ်ရှားလိုက်တဲ့အခါမှာတော့ဂူပေါင်းဝတစ်ခုပေါ်လာလေတော့တယ်အတွင်ဘက်ကိုလှမ်းကြည့်လိုက်တော့တောင်ကောင်းကြီးတစ်ခုလောက်အလင်းမရှိဘဲနဲ့မှောင်နေတာကိုတွေ့ရတယ်တောင်ကောင်းကြီးမှာအလင်းအောင်မရှိတော့လေအတော့ကိုကျဲဝင်တာမမအုပ်တို့ကလည်းအတွင်းကိုဝင်မှုအတွက်မီးတုပ်မီးစည်းတွေကိုပြုတ်လို့အဲ့ဒီနေရာကိုပြန်လာတော့တယ်ဂူပေါင်းဝတစ်ခုလုံးမှာကြီးမားတဲ့ပင့်ကူအင်ဂျီတစ်ခုကပိတ်စီးနေပြီးတော့ပင့်ကူကြီးတစ်ကောင်လည်းရှိနေတာပင့်ကူကြီးရဲ့မျက်လုံးမှာရဲရဲနေလေရှိတယ်ဘလို့ကြမလဲဗျဒါတာမန်အတားစီမဟုတ်ဘူးပင့်ကူအိမ်အောက်ကမီးနဲ့သာပုံတိုက်ပေးပြီးတော့
ဒီလိုပြောတဲ့အတွက်မောင်အုပ်ကမီးတော့တချောင်းကိုယူပိတ်ကိုမြင်တွေကိုမီးနဲ့ရှို့လိုက်တယ်။ပိတ်ကိုမြင်တွေကိုမီးဆွဲလာတဲ့အခါပိတ်ကိုကြီးလည်းအပေါ်တက်ပြေးပြီးတော့ပြကွယ်သွားတယ်။အဲဒီခါကျမှကိုတွင်းကိုဝင်နိုင်တာကိုကြီးမှာနှစ်ပရိစေတကြာမြင့်စွာပိတ်ထားခဲ့တဲ့အတွက်လေဝင်လေထက်ကလည်းကောင်းရုံမကအနန္တတွေကလည်းမကောင်းသေးပေ။ကိုတစ်ခုလုံးဆွတ်ဆုံအေးမြလျက်ရှိတယ်။အတွင်းကိုရောက်တဲ့အခါမှာတော့ဆရာကြီးကဘလို့အန်ဒီယန်နဲ့ပဲတွေ့မကြောက်နဲ့နော်။ပရာလောကသားတွေကတော့နေမျိုးမျိုးနဲ့နှောက်ယှက်ကြမှာပဲလေ။ဘလို့ပဲနှောက်ယှက်ငါနာမခွာနဲ့ကြလား။အတွင်းပိုင်းကိုရောက်လာလေကိုကြီးကပုံမကျဲဝင်လာလေဒါကြောင့်မီးရဲ့အလင်းရောင်ကနေရာအနှံ့ကိုမရောက်နိုင်တော့ဘဲနဲ့တချို့နေရာတွေမှာမှောင်မဲလျက်ရှိနေတယ်။တနေရာရောက်တဲ့အခါမှာတော့အတွင်းပိုင်းစီကနေစင်အော်တန်လိုအတန်တန်ကိုကြားလိုက်တယ်။အဆောင်ထားခဲ့တဲ့အကောင်တွေကငါတို့ဝင်လာမှန်းသိလို့သူတို့ရှင်းနေမှန်းသိအောင်ဟန်တားကြတဲ့အတန်တွေပဲသူတို့စီးတဲ့ရောက်ရင်တော့အစွမ်းကောင်နှောက်ယှက်ကြလိမ့်မယ်မင်းကြောက်တတ်သလားမကြောက်တတ်ပါဘူးဆရာကြီးပါနေတာပဲဘာများကြောက်ဆရာရှိမလဲမြတ်စွာဘုရားရဲ့တရားတော်တွေကိုတော့စိတ်ထဲမမေ့နဲ့ဟိရသမျှသာယွတ်နေပြီးတော့ဟုတ်ကဲ့ပါအတွင်းကိုစောင့်ဝင်ခဲ့ကြရာတနေရာရောက်တဲ့အခါမှာတော့ဂူပေါင်းဝါးတွေအများပြားရှိတဲ့နေရာရောက်တဲ့အခါဘယ်ပေါက်ကနေဝင်ရမှန်းမသိတော့ဘူးအဲ့ဒီကမမအုပ်ကနှမလေးရေမောင်ကြီးတို့ဂူထဲကိုရောက်လာပြီဟိဘယ်ပေါက်ကဝင်ရမလဲဆိုတာတစိမ့်လောက်လမ်းညွှန်ပေးပါဦးဒီလိုအတန်ခက်ကျဲလှမ်းအောင်ပြောလိုက်တဲ့အခါမှာတော့တိတ်ဆိတ်နေတဲ့ဂူတွင်းမှာသူ့ရဲ့အော်တန်တွေကပဲ့ကျန်ထပ်သွားတယ်အဲ့ဒီအတန်တွေနဲ့တူတခြားနေရာမှာအတန်တချို့ကိုလည်းမသိမကွဲကြားရတယ်နေရာအနှံ့ပြားမှကြားနေရတဲ့အတန်တွေကတော့သူတို့ကိုဟိုနေရာလာပါဒီနေရာလာပါလို့ခေါ်နေတဲ့အတန်တွေသာဖြစ်ပေတယ်။အတန်ကြတော့ဂူဝါတစ်ခုအတွင်းကနေအမျိုးသမီးတယောက်ရဲ့အော်တန်တစ်ချက်ကိုကြားရတယ်။မောင်ကြီးရေဒီဘက်ကိုလာရှေ့တဲရဂူပေါက်ထိတ်ကိုဝင်လာကြနှမလေးကိုတွေ့ရပါလိမ့်မယ်။အဲဒီလိုဆိုတဲ့သီရိမေရဲ့အတန်ကိုကြားတဲ့အတွက်ရှေ့တဲထဲမှာရှိနေတဲ့ဂူပေါင်းဝါတွေကိုဝင်သွားကြလေတော့တယ်။အတွင်းကိုရောက်တော့လေသီရိမေရဲ့အတန်ကိုအဆမ်းမပြတ်ကြားနေရပြီးသူလမ်းညွှန်ပေးတဲ့လမ်းအတိုင်းဝင်သွားကြတာစခါတရံလေးအတော်ဝင်းနေရစီမှာလမ်းပြတာရှောက်သွားနေတဲ့တိတိမေရဲ့ပုံမှန်တောင်ပါမသေးမကွဲလမ်းပြီးတော့မြင်လိုက်တယ်။ဂူရဲ့အတွင်းပိုင်းတနေရာရောက်တဲ့အခါစင်မုံရုပ်တန်ကဲသို့တော်၎င်းလူချဲချဲစကားပြောတဲ့အတန်မျိုးကြားလာရတယ်။မင်းပြောတဲ့မှန်စီခေါင်းတလားစီကအတွင်းဘက်မှာရှိမယ်ထင်တယ်အတန်တွေကြားနေရတယ်။ဂူအတွင်းပိုင်းကိုရောက်လာလေပုံမကျဲဝန်းလာသလိုအမောင်ရိပ်တွေကလည်းပုံများလာတယ်။ဟိုမှာဆရာကြီးနှစ်ယောက်သားတတိထားအနည်းကိုသွားကြည့်တဲ့အခါအဲ့ဒီတရံကြီးမှာတခြားမဟုတ်ပဲနဲ့ကြီးမားတဲ့ဆင်ရိုးဆူကြီးတစ်ခုဖြစ်ကြောင်းတွေ့ရတယ်။ဆင်ကြီးမှာအယိုးဆူဘဝရောက်နေသေးတော့လေပုံမှန်တရံမပြတ်မတ်တက်ရက်နေစေတာရှိသေးတာ။သူ့ရဲ့ကြောပေါ်မှာတော့မီးအောင်နဲ့အယောင်တလန်းလက်တောက်ပနေတဲ့မှန်စီခေါင်းတလားကြီးကိုတွေ့ရတယ်။အဲ့ဒီနေရာတဝိုက်မှာအယိုးဆူတရံရောက်နေသေးတော့လေလက်ထဲမှာဓားလန့်တွေကိုကင်ထားဆဲဖြစ်ကလူ6ယောက်ကိုတွေ့ရပြန်တယ်။အဲ့ဒီအယိုးစုကြီးတွေကအခုဝင်အသက်ဝင်လာတဲ့ကဲ့သို့ဖြစ်ပြီးတော့အန်ဒီရဲ့ပြီးတော့မဲ့တရံမျိုးအဲ့ဒီအယိုးစုတွေကသူတို့သွားလျာဦးကောင်းလေးလိုက်ကြည့်နေရရှိနေတာမမအုပ်နဲ့ဆရာကြီးပညာတေးပါတို့လည်းအချိန်တွေကိုအကဲခတ်ကြည့်နေတယ်အဲ့ဒီခိုင်မှာတနေရာစီကနေတီရိမေရဲ့အတန်ကိုခတ်တဲ့ကြားတယ်မောင်ကြီးကျမအဲ့ဒီမှန်စီခေါင်းတလားကြီးထဲမှာရှိတယ်ရအောင်ကဲပေးပါအောင်နော်ကျမကိုတနာရဲ့မဖြစ်တဲ့အနေနဲ့ရအောင်ကဲပေးပါဒီတိုင်းနဲ့တော့လက်ပြန်မသွားကြပါနဲ့နှမလေးတောင်းပန်ပါတယ်မောင်ကြီးရဲ့ဒီအတွက်တော့စိတ်မပူပါနဲ့နှမလေးရဲ့မောင်ကြီးတို့ကနှမလေးကိုကယ်တင်ပေးဖို့ဒီနေရာတော့ရအောင်လာခဲ့ပြီးတော့မှလှည့်မပြန်ပါဘူးဘလို့အန်ဒီရဲ့မျိုးနယ်ပဲတွေ့ရအောင်ကယ်ပေးပါမယ်ဝမ်းသာလိုက်တာမောင်ကြီးရဲ့ဒါပေမဲ့ဒီအဆောင်တွေကိုဘလို့ရှင်းရမလဲဆိုတာအရင်ပြောပြပေးပါဦးစောင်းဖားရဲ့ကျိန်စာနှမလေးရဲ့အယူကိုမထိမကင်မချင်းသူတို့ကရံမမှုပါဘူးထိကင်မှသာရံမှုကြမှာပါဒီတော့နှမလေးရဲ့အယူကိုမကင်ခင်မှာသူတို့ကင်ထားတဲ့လက်နက်တွေကိုယူတနေရာမှာထားလိုက်မယ်ဆိုရင်အန်ဒီကင်းနိုင်ပါတယ်ဒီလိုနီလန်ပေးတဲ့အတွက်ဆရာကြီးနဲ့မမအုပ်တို့မှာလူရိုးစု6ယောက်ရဲ့လက်ထဲမှာကင်ထားတဲ့ဓားလန်လက်နက်တွေကိုဖျက်ယူလိုက်ကြတယ်ဒီလိုဖျက်ယူတဲ့နေရာမှာလွယ်လွယ်နဲ့တော့မရပါဘူးအယိုးစုအနီကိုကတ်သွားလိုက်တာနဲ့ပုံမှန်တရံဒီမှာအသက်ဝင်လာတယ်လို့ဖြစ်ပြီးသူတို့ကိုရံမှုတော့မှာကဲ့သို့ရှိနေတယ်မမအုပ်နဲ့ဆရာကြီးတို့မှမိမိတို့ရတဲ့တရားတော်တွေကိုရွတ်ဆိုရင်သူတို့လက်ထဲမှာလက်နက်တွေကိုဆွဲယူတဲ့အခါအလွယ်တကူမရပါပဲကြက်ပါအောင်ပြန်ဆွဲတယ်။အဲဒီခိုင်မှာတဟင်းဟင်းနဲ့မှန်ဖီတန်တွေကိုကြားရတယ်။သူတို့မျက်နှာတွေကိုလုံးဝမကြည့်နဲ့လက်နက်တွေကိုသာရအောင်ဖြုတ်ယူကြဟိ။ဒီလိုဆရာကြီးကပြောတဲ့အတွက်အယိုးရရဲ့မျက်နှာကိုမကြည့်မိအောင်သတိထားရင်းနဲ့လက်ထဲမှာကင်ထားတဲ့ဓာတ်လက်နက်တွေကိုသာရအောင်ဖြုတ်ယူကြလေတော့တယ်။ဆရာကြီးပညာဒီပါတော့ဆရာတရားမလို့နာနာဘာဝတွေကိုမကြောက်ရွံ့တယ်လို့မမအုပ်ကလည်းချစ်သူစောနေမလို့မကြောက်မရွံ့ဖြုတ်ယူရနောက်ဆုံးမှာအယိုးစုတွေလက်ထဲမှာကင်ထားတဲ့ဓာတ်လန်ရဲတင်စားတဲ့လက်နက်တွေကိုဖြုတ်ယူနိုင်ကြလေတော့တယ်
အဲဒီလက်နက်တွေကိုရတဲ့အခါဆရာကြီးကပရိတ်ကျိုးတွေနဲ့စီယုံယုံမကတနေရာမှာချထားလိုက်ပြီးဂါတာမန်နန်နေရုပ်ဖက်ကစီးဝိုင်းပင်ဝိုင်းထားလိုက်တယ်။ဒီလိုစီမံပြုတ်လုပ်ပြီးတော့မှအယိုးစုဖြစ်နေတဲ့စင်ချင်းတွေကိုတွားကြတဲ့ဆယ်ကြီးမှာအရံမောင်မြင့်ုံမကရှေလျားလာတဲ့အဆွဲကြီးနှချောင်းပင်ရှက်လျက်ရှင်နေသေးတာ။အနည်းကိုသွားကကျိုးတွေကိုထိကန်ကြည့်တဲ့အခါပြာမုံကိုလက်နဲ့ထိလိုက်တဲ့ကဲ့သို့ဆွေးမြေ့ပြီးတော့ကြာသွားပြီ။ဆရာကြီးမှန်စီခေါင်းသလားကြီးကိုတော့တွေ့ရပါပြီ။ဒီလောက်မြင့်ကြီးမှာတက်လို့ဖြစ်ပါမလား။မတော်လို့တစားစီပြိုလဲကျသွားရင်တော့အခက်ပဲ။ဘာမှမစိုးရိမ်ပါနဲ့ကွာ။ပြိုမကျနိုင်ပါဘူး။စင်ရဲ့အယိုးတွေကဒီလောက်ခိုင်ပြီးတောက်တိုင်နေလို့ဖြစ်နေတာပြိုမကျနိုင်ဘူး။ဒါပြက်ဘယ်လိုလုပ်ကြမလဲ။မင်းပေါ်တက်လိမ့်မယ်။ငါအောက်ကဆောင်ပြီးလာသမျှအနောက်ရှက်တွေကိုဒိုင်းခံရှင်းပေးမယ်။အပေါ်ရောက်ရင်အခေါင်းကြီးကိုဖွင့်လိုက်။အတိတ်မှာခြေလက်တွေကိုတန်ချေချင်းနဲ့ခတ်ထားတာတွေ့ရလိမ့်မယ်။အဲဒီလိုတွေ့တဲ့အခါမှာတန်ငွင်းတွေကိုဖြုတ်ပလိုက်ပြီးတော့အခေါင်းထဲမှာရှိတဲ့အယိုးစုတွေကိုပေါ်ဝါတစ်ခုနဲ့စွတ်ထုတ်ပြီးတော့ပြန်ဆင်းခဲ့ပြီးတော့ဟေးအဲလိုပြောဆိုမှကြားကစိတ်နဲ့စီရင်ထားတဲ့ဓာတ်တလက်နဲ့ရဲရင်းတလက်ကိုပေးလိုက်တယ်။မမောင်တို့ကလည်းထွေထွေထိုးထိုးစမ်းစားနေတော့ပဲပေးတဲ့တမြောင်နဲ့ရဲရင်းငယ်ကိုခါကြမှထိုးကြောင်မြောင်အောင်ကြိုက်တာအယိုးဖြစ်နေတဲ့စင်ကြီးကြောကုန်းဘော်ကိုဖတ်တက်သွားလေတော့တယ်။ဆရာကြီးပြောလိုက်တဲ့အတိုင်းပဲအယိုးစုတွေမှာထောက်တိုင်တကယ်တို့ဖြစ်ပြီးတော့ခိုင်မာတောင်တင်လော်လာတယ်။အပေါ်ကိုရောက်တဲ့အထိတော့ဘာတစ်ခုမှထိုးချမှုမတွေ့ရသေးပြီ။အပေါ်ရောက်တဲ့အခါမှန်စီခေါင်းတလားကြီးကိုအသေးချကြည့်လိုက်တယ်။တိုင်းချိထားတဲ့ကျိုးတွေမှာဆွေးမြေ့ကျင်းဝါလျက်ရှိနေပြီးဒါကြောင့်အဖုံးကိုဓာတ်နဲ့ခတ်ကော်ကဖွင့်လိုက်ရာအတန်ကြာတော့အဖုံးပွင့်သွားတယ်။အတွင်းမှာတော့အယိုးစုတစ်ခုကိုတွေ့ရတယ်။လက်နဲ့ခြေမှာတန်ခွင်းတွေနဲ့ခြေထားတာ။ဒါငါချက်သူတီးရီမယ်ရဲ့အယိုးပဲဖြစ်မှာပဲစိတ်မကောင်းစရာကောင်းလိုက်တာ။ဒီလိုတွေးတော့ကစိတ်နဲ့စီရင်ထားတဲ့တန်ခွင်းတွေကိုအသိယူဆောင်သွားတဲ့ရဲတဲ့နဲ့ခုတ်ဖြတ်လိုက်ရာဆွေးမြေ့နေပြီဖြစ်တဲ့အတွက်ပြတ်တောက်သွားလေတယ်။အဲ့ဒါနဲ့တပြိုင်နက်တည်းဂိုကြီးတစ်ခုလုံးစုံညံတဲ့အတန်တွေပေါ်လာလေတော့တယ်။အယိုးစုမတန်ခွင်းတွေကိုဖြောင်းလိုက်တာနဲ့တပြိုင်နက်တည်းစင်ကြီးကလည်းအသက်ဝင်တယ်လို့လှုပ်ရှားလာတယ်။စောစောအနားမှာရက်နေတဲ့အယိုးစုကြီး6ကောင်ကလည်းအသက်ဝင်တယ်လို့ဖြစ်လာပြီးတော့ဆီယာကြီးကိုရံမှုရံထွက်လာတယ်။ဘာမှမကြောက်နဲ့ဟိအပေါ်မှာကိစ္စပြအောင်သာမြန်မြန်လုပ်ပြီးတော့ဒီလိုနဲ့စင်ပေါ်ကနေအမြန်ပြန်စင်အောက်ကိုရောက်တဲ့အချိန်မှာတော့တီရီမေယာရောက်လာတယ်။ဂူတွင်းကလူအောင်မြန်မြန်ပြေးကြပါမောင်ကြီးရဲ့ဒီကိုရေရမလို့မချင်းသူတို့ပိုင်နေမှာပဲရှိသေးတယ်။သူတို့အယိုးအိတ်ကိုပြန်လို့မလို့ပြေးလာနေကြပြီ။အယိုးအိတ်ကိုဆရာကြီးလက်ထဲကိုပေးထားလိုက်။ဆရာကြီးကိုတော့သူတို့ကြောက်ရွံ့ကြပါတယ်။ဒီလိုပြောတဲ့အတွက်မောင်မောင်အုပ်ကသူယူလာတဲ့အယိုးအိတ်ကိုဆရာကြီးလက်ထဲကိုထည့်ပေးလိုက်ပြီးအဲ့ဒီနေရာကနေခတ်တုံတုံထွက်ခဲ့တယ်။သူတို့ထွက်လိုက်တာနဲ့နောက်ဘက်ကနေအယိုးစုတွေကြောက်မက်ဖွယ်ကောင်းတဲ့တရံတွေလည်းထွက်လိုက်လာကြတယ်။ဆရာကြီးသူတို့လိုက်လာနေကြပြီဘာမှကြောက်မနေနဲ့ကိုနာရောက်လာရင်ငါပေးထားတဲ့ရဲရဲနဲ့တာခုတ်လိုက်မခံနိုင်ဘူးဒီလိုပြောတဲ့အတွက်အနားကိုရောက်လာတဲ့ကြောင်မဖွယ်ရတရံတွေကိုရဲရဲနဲ့ခုတ်ပိုင်းကဆက်ပြေးရလေတော့တယ်အဲလိုပြေးရင်ကနေဂူပေါင်းဝါနဲ့မနီမွေးကိုရောက်လာတဲ့အဲလိုနီးလာလေလေနောက်မှလိုက်လာတဲ့မိစ္ဆာခေါင်းတွေကလည်းတဲကြီးမဲကြီးဖြစ်လာတယ်တစ်ချိန်မှာအပေါဝါမမကောင်းဆိုးပါးတကောင်ကစီးကျူနေရညက်ပိုးညက်ပိတ်ဖြစ်သွားလေတော့တယ်ဆရာကြီးကအယိုးတုံးနဲ့အပြင်ရအောင်ဖောက်ထွက်ပြီးတော့ကျွန်တော်နောက်ကလိုက်လာခဲ့မယ်နောက်ကလိုက်လာတဲ့မိစ္ဆာတွေကိုကျွန်တော်တားထားပေးမယ်အဲလိုပြောတဲ့အတွက်ဆရာကြီးလည်းအစွမ်းရှိသမျှခုခံကာကွယ်ရင်းနဲ့အပြင်ထွက်ရန်ကြိုးစားတယ်အယိုးတုပ်ကိုထားခဲ့အယိုးတုပ်ကိုထားခဲ့ပါဒီလိုဆိုတဲ့အတန်နဲ့ကြီးနဲ့ပြောတဲ့အတန်ကိုလည်းအတိုင်းသားကြားနေရတာနောက်ဆုံးမှာတော့ဆရာကြီးပညာဒီပါမှာရှေ့မှစီးကထားတဲ့တရေတပတ်တရံတွေကိုဖယ်ရှားပြီးဂုပြင်ဘက်ကိုချောမောစွာရောက်သွားလေတော့တယ်ဂိုကျွဲမှာတော့မောင်မောင်တယောက်သာကျန်ခဲ့တာတွန်းလက်ထဲမှာလေးအားကိုးစရာဆိုလို့ဆရာကြီးပေးထားခဲ့တဲ့ရဲတင်းတလက်သာရှိတဲ့အတွက်အဲ့ဒီရဲတင်းနဲ့ခုတ်ထွင်ဖယ်ရှားရင်းနဲ့နောက်ဆုံးမှာရဲတင်းလွတ်ကျသွားပြီးမိစ္ဆာတွေလက်တွင်ကိုပါသွားလေတော့တယ်ဆရာကြီးပညာဒီပါမှာဂိုပြင်ကိုရောက်ပြီးရဲ့နောက်မမအုပ်ထွက်လာကိုစောင့်တော်လေတော်တော်နဲ့ထွက်မလာနိုင်မင်းနဲ့ကြောက်မဖွယ်ကောင်းတဲ့အော်တန်ကြီးကိုသာကြားလိုက်တယ်ဒီတော့မှဂူထဲမှာမမအုပ်ချင်းတွေကိုသိလိုက်တော့လေဘလို့မှမကယ်နိုင်တော့ဘူးအဲဒီနောက်မှာဆရာကြီးဥပညာဒီပါလေလက်ထဲမှာပါလာတဲ့အယိုးထုတ်လေးကိုကြားကုန်နဲ့ဝေးရမှာမြုပ်နှံတကြိုပေးလိုက်တယ်။ဂိုင်းမင်းကလေးမင်းလည်းချိန်စာတက်နေတဲ့အကျဉ်းဆောင်ဘဝနဲ့လွတ်မြောက်ခဲ့ပြီ။အခုချိန်ကစားပြီးလွတ်ရအောင်သွားနိုင်ပြီ။မင်းကိုကယ်နိုင်ခဲ့တော့လေမင်းချက်သူကိုမကယ်နိုင်ခဲ့တာတော့စိတ်မကောင်းပါဘူး။ငါပြုခဲ့သမျှကုသိုလ်ကောင်းမှုအဖိုးဘကအဆိုးဆိုးတို့ကိုအမြတမ်းဝေးပေးရတယ်။မင်းတို့ရောက်ရဘဝအမြရ၍တာရုခေါ်နိုင်ကြပါစေ။အမြယူကြပါတော့ဆရာကြီးတို့ရဲ့ကျေးဇူးကကြီးလာပါပြီတဲ့ဆရာကြီးနဲ့မောင်ကြီးတို့ကဲပေးခဲ့တဲ့အတွက်ကျမရဲ့ဝိညာဉ်လေးအကျဉ်းဆန်ဘဝနဲ့လွတ်မြောက်ခဲ့ပါပြီဒ
ဒါပေမဲ့မောင်ကြီးအတွက်တော့စိတ်မကောင်းဖြစ်ရပါတယ်ဆရာကြီးရဲ့။ဒါကတော့ကန်စီမယာအတိုင်းပေါ့ကွယ်။ကျမဟာတီရီမဲ့ဘဝနဲ့တည်ဆုံးခဲ့တာနှစ်ပေါင်း300ကျော်နေခဲ့ပါပြီ။ဒါကြောင့်ကျိန်စာမိနေတော့ဝိညာဉ်ကဘဲမှသွားလို့မရတာကြောင့်မိမိကိုယ်ကိုတက်ရှိလူသားတယောက်လိုပဲထင်နေမိပါတယ်။အခုကျိန်စာလွတ်တော့မှပဲမိမိတည်ဆုံးခဲ့တာနှစ်ပေါင်းတော်ကြာမှသိရပါတော့တယ်။ကျမရဲ့ဝိညာဉ်အခုတော့လွတ်လွတ်လပ်လပ်သွားခွင့်ရပါပြီ။ဒါကြောင့်မောင်ကြီးဝိညာဉ်ကိုလိုက်ရှာဖို့သွားပါတော့မယ်။ဆရာကြီးတို့ရဲ့ကျေးဇူးတော့ဘယ်တော့မှမမေ့တော့ပါဘူးဆရာကြီးရဲ့ကျမသွားပါတော့မယ်။အဲလိုပြောဆိုနှုတ်ဆက်ကတရွေရွေနဲ့ဝေးကသွားလေတော့တယ်။ဘဝကံစိုးကြတဲ့သူတွေပဲနောက်ဘဝတွေမှာဒီလိုဘဝဆိုးတွေနဲ့မတွေ့မကြုံကြပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ကွယ်။အဲလိုစိတ်မကောင်းတဲ့အတန်နဲ့ပြောဆိုရေရွတ်ကထိုနေရာမှထွက်ခွာသွားလေတော့တယ်။နောက်ပိုင်းမှာတော့မမအုပ်တို့အပေါက်ဖွင့်ခဲ့တဲ့ကြောက်ကူကြီးအတွင်းကနေကြောက်မဖွယ်ရကောင်းတဲ့ချောင်းလန်းမှုတွေအဆက်မပြတ်ပေါ်လာတယ်။နေ့ဘက်ရောညဘက်အချိန်မှာကြောက်ကူကြီးအတွင်းကနေစင်ရော်တန်တွေလူရော်တန်တွေစကားပြောတန်တွေအော်ဟစ်ကျိမ်းမောက်တန်တွေကိုကြားနေရခြင်းနေဝေတရောချိန်ကိုရောက်ပြီဆိုရင်အဲ့ဒီနေရာကနေဖြတ်သွားပါကလူရိုးစုတွေထွက်လိုက်ခြင်းကြောက်မဖွယ်ကောင်းတဲ့တရေတပတ်တွေကိုတွေ့မြင်ချောင်းလန့်ခြင်းခံရတဲ့အတွက်အဲ့ဒီအနေတဝိုင်းမှာနေကြတဲ့သူတွေမှာများစွာထိတ်လန့်ကြောက်ရွံ့မှုဖြစ်ကြရလေတော့တယ်။ဒါထက်ကြောက်ကူပေါင်းဝါနဲ့နေတဲ့နေရာမှာဝါးကြောင်လေးနဲ့တရင်တုံးကတရားအားထုတ်နေတဲ့ဦးဝိမလမှာလေအဲ့ဒီအတန်တွေချောင်းလန့်မှုတွေကြောင့်တရားဖြတ်အောင်မထိုင်ရတော့ပဲ။နောက်တော့နာနာဘာဝတွေကညချင်ရောက်လာပြီဆိုရင်ကျောင်းသားထရောက်လာကြပြီးတော့အယိုးတွေပြန်ပြီးလို့အတန်နဲ့ကြီးနဲ့တောင်းတတ်တယ်။နောက်ဆုံးမတက်တာတော့ပဲဂူဘာဝမှာထိုင်တရေရွတ်ခြင်းမြတ်တာဖို့အမြတမ်းနေဝေးပြီးတယ်။မိမိနောက်ရောက်လာပြီဆိုရင်လေမြတ်တာဖို့အမြတမ်းဝေးပြီးတော့ဟဲ့နာနာဘာဝတွေနင်တို့အဆောင်ရှောက်ထားခဲ့တော့လေနင်တို့ဆောင်ရှောက်မဲ့သူကလွတ်ရပုံဘဝရောက်သွားပြီနင်တို့တောင်းဝင်လဲကုန်ပြီဘာကြောင့်မဆိုင်တဲ့သူတွေကိုနှောက်ယှက်ချင်နေရတာလဲဒီဘဝကျွတ်ရလွတ်ရဘဝကိုရအောင်လုပ်ကြငါဒီနေရာမှာကမ္မထန်တရားတော်တွေကိုနေတိုင်းလာပြီးတော့ရွတ်ဖတ်တဲ့ဆဲပြီးမေမြတ်တာဖို့အမြတမ်းဝေးပြီးမေဒီနေရာကိုလာပြီးတော့တရားနာယူလဲကြဒီနေ့မှာတော့ဂူတွင်းကနေပုံမှန်အစင်းတရံကြောက်မက်ဖွယ်ကောင်းတဲ့လူ6ယောက်ထလာပြီးဆရာတော်ရှေ့မှာထိုင်ကြတယ်တပည့်တော်တို့တာဝန်ကုန်ပြီဆိုတော့ဆရာတော်ပြောပြမှသိရပါတယ်ကမ္မထန်တရားတွေလည်းနာဆရာတော်ပို့တာတဲ့မြတ်တာနဲ့အမြတမ်းတွေကိုရကြလို့တပည့်တော်တို့ကျွလွတ်ခွင့်ရကြပါပြီဗျာဒါကြောင့်ဆရာတော်ကိုကျေးဇူးတင်ပါတယ်ဒီကျေးဇူးကိုဆက်တဲ့အနေနဲ့ခုထဲမှာတပည့်တော်တို့6ယောက်ဆောက်ရှောက်ခဲ့တဲ့မန်စီခေါင်တလာစီကိုဆရာတော်လူခဲ့ပါတယ်လူရ3ပါတော့ဗျာတပည့်တော်တို့သွားခွင့်ပြုပါတော့ဗျာပြောဆိုနှုတ်ဆက်ပြီးရဲ့နောက်တရွေ့ရွေ့နဲ့ထွက်ခွာသွားကြလေတော့တယ်အဲဒီနောက်ပိုင်းမှာတော့ထိုကူဘဝမှာ6လနောက်ရှောက်မှုတွေမရှိတော့ဘူးဂူတွဲမှာဆူဆူညံ့ညံ့အတန်တွေကိုလည်းမကြားကြတော့ဘူးနောက်တော့ဆရာတော်ဦးဝိမလဟာရွာမတကာတကမတွေကိုခေါ်ဂူတွင်းကိုဝင်မန်စီခေါင်တလာကြီးနဲ့တကွာစင်ရိုးစုတွေလူရိုးစုတွေကိုတည်ယူလာစေပြီးဇယက်ကြီးရဲ့အနောက်ဘက်မှာရှိတဲ့ကြောက်ကူတွေကိုထည့်သွင်းစေလေတယ်အဲရစ်ဂူထဲမှာစင်ရုပ်ကြီးကိုလည်းမူလပုံစံမပြတ်ပြင်ဆင်ထားသလိုလူ6ယောက်ရဲ့အယိုးစုတွေကိုလည်းမူလပုံစံမပြတ်ထည့်သွင်းထားလေတယ်မန်စီခေါင်တလာကိုလည်းကောင်းမွန်စွာထားလိုက်တယ်။ကျောင်းနိုင်ဆရာတော်ကြီးတွေပြန်လွန်တော်မူပြီးဆိုရင်တော့အဲ့ဒီခေါင်တလာကြီးကိုထုံအပ်ပြီးအသုံးပြုတယ်။တကြိုပြရနဲ့ခေါင်တလာကြီးကိုကိုရဲကိုပြန်ထည့်တကားကိုပိတ်သိမ်းစီလိုက်တယ်။ဒီအကြောင်းအရာတွေဟာဆိုရင်တော့ကပ္ပယကြီးဥဝံကောင်ကနေမောင်ပါဝင်လူငယ်တွေကိုအေးအေးဆေးဆေးပြောပြတဲ့အကြောင်းအရာတွေဒါဖြစ်ပြီးတော့တယ်။ဒီအကြောင်းအရာတွေကိုကြားတဲ့အခါမှာတော့နေမောင်တို့မှများစွာအံ့ဩကြလေတယ်။ဒါဖြင့်တကားပိတ်ထားတဲ့ကြောက်ကူထဲမှာမှန်စီခေါင်တလာကြီးကရှိနေတာပေါ့နော်။ရှိတယ်ကျွန်တော်တို့ကြည့်ချင်တယ်ကြည့်လို့ရပါမလားဗျမင်းတို့ကကြည့်ဝင်လို့လားအဘပါနေရပဲကြည့်ဝင်ပါတယ်ဒါလို့ဆိုလဲငါလိုက်ပြပါမယ်ဒါလို့ပြောကရှေ့မှာဦးဆောင်ခေါ်သွားတဲ့အတွက်နေမောင်တို့ကနောက်ကနေလိုက်သွားကြလေတယ်ညနေပိုင်းအချိန်မလို့အဲ့ဒီနေရာတဝိုင်းမှာလူရှင်းစပြုနေပြီပိတ်ထားတဲ့တကားဘဝကိုရောက်တဲ့အခါဥပန်ကောင်းကအသိယူလာတဲ့တော်နဲ့ဖွင့်တကားဖွင့်လိုက်တယ်အဲ့နောက်မိတိုင်းနေုပ်ကအတွင်းကိုဝင်သွားကြလေတယ်ဂူမာတဘာဝကူဖြစ်တော့လေအတော့ကိုကျန်ဝင်လာတယ်ဒီကူထဲမှာစင်ရိုးတွေလူရိုးတွေကိုကမ္မထန်ရုပ်ဆန်ထားတာကကျောင်းနိုင်ဆရာတော်တွေကဒီကူထဲကိုဝင်တကားပိတ်ပြီးတော့ကမ္မထန်တရားပွားများဖို့အတွက်ပဲလေအထက်ရောက်တဲ့ချိန်မှာတော့ပုံစံမပြတ်ပြုတ်လုပ်ထားတဲ့စင်ရိုးစုနဲ့လူရိုးစုတွေကိုတွေ့ရတယ်ဒီဟာတွေကိုမြင်တဲ့အခါမှာတော့နည်းနည်းတော့ကြောက်ရွံ့မိကြတယ်အဲ့ဒီနေရာကိုကြောင်တော့တလော်တစ်ခုပေါ်မှာတင်ထားတဲ့မန်စလီခေါင်တလာကြီးကိုတွေ့ရတယ်အပြင်ဘက်မှာမှန်စီရွှေချထားပြီးအတွင်းဘက်မှာတော့နေရဲနေတဲ့ဗရာဟင်းသားလေးတွေကိုတောက်ထားတာနေမောင်မှာအဲ့ဒီမှန်စီအခေါင်ကြီးကိုမြင်တဲ့အခါတစုံတစ်ခုကိုလွှမ်းစွတ်ကြေကွဲတယ်လို့ဖြစ်လာတယ်
ရှင်ထဲမှာလည်းအဝေးတနေရာစီကနေခေါ်တန်လိုအော်တန်လိုကြားလာတဲ့။ဘာကြောင့်အဲ့လိုဖြစ်တယ်လဲဆိုတာသူကိုယ်တိုင်တော့မှနားမလည်နိုင်ခဲ့ပါစေ။နားထဲမှာသူ့ရဲ့နာမည်ခေါ်တန်လိုကြားနေရတာအဝေးနေရာစီမှာခေါ်နေတဲ့တန်။မောင်ကြီးရေမောင်ကြီးနမလေးစီကိုလာခဲ့ပါကွ။အဲ့ဒီတန်မှာတစုံတစ်ယောက်ကမိမိကိုခေါ်နေမှသိနေတယ်။အဲ့လိုခေါ်တန်ကြားတဲ့အတွက်အဲ့နေရာမှာထားလိုက်တယ်။အဲ့နောက်ခေါ်တန်ကြားရဘက်ကိုထွက်ခဲ့တယ်။လမ်းတစ်လျှောက်လုံးမြင်နေရတဲ့မြင်ကွင်းနေရသူ့အနေနဲ့အသက်ဆန်းတော့မဖြစ်ဘူး။ရွှေပကံချောင်းတစ်ဝိုက်မှာအဲ့ဒီကနေရာတွေတခြားသောကြောက်ပြင်ကြီးတွေနဲ့စတုပုံမိကကျောင်းမဆရာတော်ကြီးတွေအဆက်ဆက်တရင်ထုတ်ကတရားအားထုတ်တဲ့ဝါးချောင်းလေးကိုပါမြင်တွေ့ရတယ်။ခေါ်တန်ကအဲ့ဒီနေရာနဲ့မဝေးလာတဲ့နေရာစီမှကြားနေရကျန်းသာဖြစ်ပေတယ်။မိမောင်ကအတန်ကြားရဘက်ကိုဆက်ရှောက်လာရာမြင်မာတဲ့ကျောင်းနေရကြီးတစ်ခုရှိရာစီကိုရောက်တော့လမ်းကဆုံးသွားပြီ။ကျောင်းနေရကြီးကရှေ့ဘက်ကနေစီးကထားလျက်ရှိနေတာ။မောင်ကြီးရေအတွင်းကိုဝင်လာခဲ့ပါကွ။ခေါ်တန်ကကျောင်းနေရကြီးအတွင်းမှာပေါ်ထွက်လာခြင်းဖြစ်ပေတယ်။ပထမတော့ကျောင်းနေရကြီးကိုကြည့်ပြီးဘလို့ဝင်ရမှန်းမသိအောင်ရှိနေပြီးတော့မှဖြစ်လို့ရဖြစ်စီတော့လို့သဘောထားကတွန်းဝင်လိုက်တဲ့ချိန်အတားဆေးမရှိဘဲအတွင်းကိုရောက်သွားလေတော့တယ်။ကိုတွင်းပိုင်းမှာမှောင်မဲနေသေးတော့လေအတန်ကြားရဘက်ကိုမှန်းပြီးတော့လာခဲ့ရနောက်ဆုံးမှာတော့မှန်စီခေါင်းတလားကြီးရှိရာစီကိုရောက်သွားပြီ။ဒီခေါင်းတလားကြီးကတောရကြောင်ကြောက်ကူထဲမှာထည့်ထားတဲ့ခေါင်းတလားကြီးနဲ့တူလိုက်တာ။မောင်ကြီးရေခေါင်းတလားကြီးထဲမှာနှမလေးရှိတယ်လေအဖုံးကိုဖွင့်လိုက်ပါမောင်ကြီးရေဒီလိုအတန်ကြားတဲ့အတွက်ခေါင်းတလားဖုံးကိုမပြီးတော့ဖွင့်လိုက်တယ်။အတွင်းမှာမိကုံးငွေတွေဝေစားနေတဲ့အတွက်တရံကိုကောင်းစွာမမြင်ရပေအတန်ကြာတော့မိကုံးငွေတွေပါသွားတဲ့အတွက်ခေါင်းတလားအတွင်းမှာလဲလျောင်းနေတဲ့မိန်းကလေးတအုပ်ကိုမြင်လိုက်တယ်မိန်းကလေးကမှဝက်စားဆင်ထားတဲ့အဝတ်အစားတွေနဲ့လက်ဝတ်ရတနာတွေမှာရှဲခက်အဝတ်အစားအသုံးဆောင်တွေဖြစ်တော့လေမျက်နာတော့ညာနေဖြူမျက်နာပင်ဖြစ်နေပြီတော့တယ်ဒါကြောင့်တန်အတော်ဖြစ်သွားတာတန်တော်ငုံကြည့်နေစမှာညာနေဖြူကအိပ်ပျော်နေတယ်လို့ရှင်းနေရစီကနေဖြက်ခနဲမျက်လုံးပွက်လာတယ်သူကနေမောင်ကိုမြင်တော့ပြုံးပြပြီးလက်ကမ်းပေးတဲ့အတွက်နေမောင်ကလက်ကိုဆွဲကထုတ်ပေးလိုက်တယ်ညာနေဖြူနင်ဘလို့ဖြစ်ပြီးတော့ဘယ်ဘွားရောက်နေရလဲဘယ်ဘွားမှရောက်နေတာမဟုတ်ပါဘူးနေမောင်ရေငါဟုံးလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်လောက်ခရီးဒီထဲမှာကျင်းစာတဲ့ပြီးတော့နေကြရတဲ့သေးမယ်ပါဒီဘွားမှာတော့ညာနေဖြူပေါ့ငါ့ကိုစောပဟုံကမှန်စီခေါင်းလိုက်မှာထည့်ပြီးတော့ကျင်းစာတိုက်ထားခဲ့တာနှစ်ပေါင်းတော့ကြာခဲ့ပြီနောက်တော့ငါ့ကိုကဲမဲသူနဲ့တွေ့ခဲ့တယ်ငါ့ကိုကဲပေးခဲ့တာတော့တခြားမဟုတ်ဘူးမောင်မောင်အုပ်ဆိုတဲ့ငါရဲ့ချစ်သူပဲပေါ့သူကဘယ်မှာလဲသူကတော့ငါ့ကိုလွတ်မြောက်ကဲတင်ပေးရင်းနဲ့တေးဆုံးသွားရှာတယ်ဒါကြောင့်ငါချစ်သူရဲ့ဝိညာဉ်ကိုလိုက်ရှာနေရင်နဲ့နောက်ဆုံးမှရှာတွေ့ခဲ့တယ်လေဒါကြောင့်သူရှိတဲ့အရက်မှာပဲငါလူဘဝဝင်စားခဲ့တာနှစ်ချက်သူကဘာတူလဲဘဝဟောင်းကငါရဲ့ချက်သူမမအုပ်ဝင်စားရဲ့သူကတခြားသူမဟုတ်ဘူးနေမဲလေဟမ်ငါနေရဲ့ချက်သူဟုတ်လားဟုတ်တယ်လေဒါကြောင့်ဒီဘဝရောက်တဲ့အခါမှာဘယ်သူချစ်ကိုမှလက်မခံပဲနင့်ကိုစောင့်နေတာပေါ့ဘာလဲနင်ကငါပြောတာတွေမယုံဘူးလားငါပြောတာတွေကအားလုံးအမှန်တွေကြည့်ပါပဲနင့်ကိုနောက်တစ်ခုပြောအောင်မေဟိုးဘွားကငါ့အောင်နှိပ်စက်ခဲ့တဲ့ငါချစ်ကောင်မတရားလူယူဖို့စူးစမ်းခဲ့တဲ့စောဘဟုံကလေအခုလူလောကမှာပြေးအောင်နေရဲ့လေသူကဘာတူတော့ထုံအောင်ကျော်ဆိုတဲ့လူပေါ့ဟိုဘွားနှိပ်စက်ခဲ့တာအားမရလို့ဒီဘွားမှလည်းဆက်ပြီးတော့ဒုက္ခပေးဖို့စူးစမ်းနေပြန်နေငါပြောတဲ့စကားတွေကိုနင်မယုံဘူးနင်မယုံရင်ကပ်ပြရကြီးဥပံကောင်မေးကြည့်ငါဘဝဟောင်းကဝစ်ဆင်ခဲ့တဲ့အဖိုးတန်လက်ဝဲရတနာတွေသူသိမ်းစိထားတယ်ဘလို့သိမ်းစိထားတာလဲဟိုတော့ကဆရာတော်ဦးဝိမလာနဲ့ဆရာကြီးဦးပညာဒီပါတွေကကြောက်ကူတွင်ကခေါင်းတလားကြီးကိုယူတဲ့အခါမှာငါဘဝဟောင်းကဝစ်ဆင်ခဲ့တဲ့အဖိုးတန်လက်ဝဲရတနာတွေကိုအကောင့်ထဲမှာတွေ့ကြရတယ်လေဒါကြောင့်အဲ့ဒီရတနာတွေကိုပဝါနဲ့ထုတ်ပြီးသိမ်းစိထားခဲ့ကြတာအခုချိန်ထိရှိသေးတယ်ကျောင်းနိုင်ဆရာတော်ကြီးအဆက်ဆက်သိမ်းခဲ့ကြတယ်ဆိုပါတော့အခုတော့ဆရာတော်ကြီးကဝင်းနေနဲ့မအပ်ဆက်လို့ရတနာပစ္စည်းတော့ကိုကပ္ပိယကြီးဥပံကောင်းကိုတင်ခိုင်းထားတာနင်ငါပြောတာတွေမယုံဘူးဆိုရင်ကပ္ပိယကြီးစီမှာရှိတဲ့ရတနာပစ္စည်းတော့ကိုယူကြည့်ရင်နင်သိမှာပေါ့နင်ယုံကြည်အောင်ငါဝတ်ဆင်ခဲ့တဲ့ရတနာပစ္စည်းတွေကိုငါပြမယ်ညာနင်းဖြူကပြောပြတဲ့ရတနာပစ္စည်းစည်းရင်းတွေကိုနေမောင်နားထောင်လိုက်လေတော့တယ်အတေးကြပြောနေတဲ့အတွက်နေမောင်စိတ်ထဲမှာလှုပ်ရှားလာတယ်ဒါဖြင့်နင်နဲ့ကနေကဟိုဘဝချစ်သူတွေဖြစ်ခဲ့ကြတာပေါ့နော်ဟုတ်တာပေါ့ဟာဒါပေမဲ့ဒီဘဝမှာတော့ငါတို့နှစ်ယောက်ကချစ်သူတွေပေါ်ရောက်ကြဖို့မလွယ်လောက်နော်ဘလို့ကြောင့်လဲအခုအချိန်ကြီးကနင်တို့ကချမ်းသာပြီးတော့ငါတို့ကဆင်းရဲတယ်လေနေဆက်ဖို့ကလွယ်ပါမလားဘဝတစ်ခုကနေတစ်ခုချားနေရတာနေဆက်အောင်လှုပ်လာပြီးတော့မှဆင်းရဲတာချမ်းသာတာနဲ့တော့စုံစည်းဖို့ဖြစ်နိုင်မှုဆိုတာဘာကြောင့်မကြော်လွှားနိုင်ရမှာလဲနင့်ဘက်ကစူးစမ်းကြည့်ပါ
အဲလိုပြောကညာနေဖြူရဲ့ပုံရိပ်တရံကတဖြည်းဖြည်းနဲ့ဝေဝါးပြောက်ကွယ်သွားလိတော့တယ်အဲဒီခါမှာနေမောင်ကလည်းအိမ်မက်ကနေပြန်လည်နိုးလာတယ်သူဟာအိပ်ပျော်နေရမှနိုးလာတော့လေအိမ်မက်ထဲမှာအကြောင်းအရာတွေကိုအားလုံးမှတ်မိနေတာညာနေဖြူနဲ့ငါနေကဘဝအောင်ကချက်သူတွေလို့ပြောတယ်ဒီဘဝမှာတော့ဘယ်နည်းနဲ့မှနှိစက်ဖို့ဖြစ်နိုင်မှာဘူးဒီလိုနဲ့အလုပ်အားတဲ့တရက်မှာဥပန်ကောင်စီကိုတွားပြီးတော့နေမောင်လားဘာကိစ္စရှိလို့လဲအဘအောင်မေးစရာရှိလို့ပါဘာမေးမှာတော့တခြားမဟုတ်ပါဘူးကျွန်တော်အိမ်မက်တစ်ခုမှတ်တယ်ပါအဲ့ဒါအိမ်မက်ထဲကအကြောင်းတွေမှန်မှန်သိချင်လို့လာခဲ့တာအဲ့လိုဆိုကနေမောင်ကအိမ်မက်ထဲကအကြောင်းအရာတွေကိုပြောပြလိုက်တဲ့အခါမှာတော့မင်းကဒီအိမ်မက်ကိုခုမှမှတ်တာ哦သူကအချိန်တော်တော်ကြာကြာကလေးကဒီအိမ်မက်မျိုးမှတ်ခဲ့တယ်ဘသူလဲရင်ဘသူဖြစ်မလဲကွညာနေဖြူပေါ့ဟမ်ညာနေဖြူကလည်းကျွန်တော်လိုအိမ်မက်မျိုးမှတ်ခဲ့ဘူးလေဟုတ်လားပါဟုတ်တယ်သူလည်းမင်းမှတ်ခဲ့တဲ့အိမ်မက်မျိုးတထက်ထဲကိုမှတ်ခဲ့တာဒါကြောင့်ဟုတ်မဟုတ်ဆိုပြီးဘဝဟောင်းကကြံခဲ့တဲ့ပစ္စည်းလာကြည့်သွားသေးရဲ့လေသူ့ပစ္စည်းတွေမြင်တော့မျက်ရည်တွေဖြန်းဖြန်းကျပြီးငိုလိုက်တာပြုံးနေပါနေတော့ကွာဒါဖြင့်အဲ့ဒီပစ္စည်းတွေကတကယ်ရှိတယ်ပေါ့လေဟုတ်လားဗျရှိပါတယ်ငါယူပြပါမယ်ကျလို့ပြောကနေရာမှထားသွားတယ်အတန်ကြာတော့အထောက်ထရက်ကိုကင်ပြီးတော့ပြန်ရောက်လာတယ်ရဲနာပစ္စည်းတွေမှာအိမ်မက်ထဲမှာညာနေဖြူပြောပြတဲ့ရဲနာပစ္စည်းတိုင်းတသွေးမသိမ်းတူလေတယ်ဒီပစ္စည်းတွေဟာရှေးတုန်းကတောရကြောင်ဆရာတော်ကြီးဦးဝင်းမလာထားခဲ့တဲ့ပစ္စည်းတွေပဲသူတို့မှန်စီကောင်းကြီးကိုထုတ်လာတော့အခေါင်းထဲမှာတွေ့ရတဲ့ပစ္စည်းတွေပဲလေကန်ဆိုးရှာတဲ့တေးရီမဲဆိုတဲ့မင်းကလေးရဲ့လက်ဝတ်ရတနာတွေဖြစ်မှာပေါ့ဒီပစ္စည်းတွေကိုဆရာတော်ကြီးတွေအဆက်ဆက်ထိန်းသိမ်းဆောက်ရှောက်လာခဲ့တာအခုကျောင်းနိုင်ဆရာတော်ကြီးဦးနန္ဒာမာလာလက်ထက်ကိုရောက်တော့ရဟန်းတန်ခါနဲ့မအပ်ဆက်လို့ငါ့ကိုသိမ်းခိုင်းထားတာဒီဖြစ်မျိုးတွေကတကယ်ရောရှိလို့လားဘာရဲ့ရှိတာပေါ့ကွာဝိညာဉ်လောကဆိုတာအင်မတန်မှနူးညံ့သိမ်မွေ့တဲ့ကိစ္စတွေပဲဒီဝိညာဉ်တွေကြောင့်ပဲဘဝဟောင်းကဘဝတက်ကိုကူတာဘဝတက်ရောက်မှဘဝဟောင်းကအကြောင်းတွေကိုသိနိုင်တာရှိတာပေါ့ဒီလိုဆိုကအကြောင်းအရာတချို့ကိုပြောပြလေတော့တယ်နေမောင်ကတော့ကပ္ပိယကြီးပြောပြတဲ့ဝိညာဉ်အကြောင်းအရာတွေကိုနားထောင်နေရင်းနဲ့အတိတ်ဘဝကအကြောင်းအရာတွေကိုပြန်လည်လွှမ်းဆွနေမိတာအမှန်ပဲဖြစ်ပြီးတော့တယ်တရင်ချုပ်ပွဲတော်ကြီးပြီးလို့တပတ်ခန့်ကြာတဲ့ခါမှာတော့မရိယာမျိုးကနေဂုံတီရှိတဲ့ဧည့်သည်တွေမိုးမခရွာကိုရောက်လာတယ်ထုံအောင်ကျော်နဲ့သူ့ရဲ့မိဘတွေထုံအောင်ကျော်ကမြာနေဖြူကိုတောင်းရလက်ထပ်ယူဖို့အတင်းနဲ့ဘုံနဲ့စာလုပ်တဲ့အတွက်မရိယာမျိုးမှဂုံတီရှိလူကြီးတချို့ကပါခေါ်မြာနေဖြူတို့အိမ်ကိုလာကြကျန်းတာဖြစ်ပေတယ်မြာနေဖြူတို့အိမ်ကလည်းအေရှင်ဝတရားနဲ့အညီကြိုဆိုအိတ်ကန်ကြတယ်နှစ်ဦးနှစ်ဖက်မိဘတွေမှာအရင်ကလေးကစကားကန့်လန့်ထားခြင်းရှိလျာထုံအောင်ကျော်မိဘတွေကကလေးနှစ်ယောက်ကိုလက်ထပ်ထိမ်းများပေးရန်ကန့်လန့်ပြောဆိုလာတဲ့အခါမငြင်းတအောင်ရှင်နေတယ်ညာနေဖြူမှာမမျော်လင့်မဲနဲ့အခုလိုဖြစ်လာတဲ့အခါဘလို့လို့မှမသိအောင်ဖြစ်သွားတယ်။ဧည့်သည်တွေပြန်သွားတဲ့အခါမှာအခန်းတွင်းမှာဝင်ငိုပြီးမိခင်ဖြစ်သူမှချော့မော့ပြောဆိုပါလေတော့တယ်။အခုမှတော့မငြင်းပါနဲ့တော့သမီးရဲ့လူကြီးချင်းတွေကလည်းအားလုံးပြောဆိုပြီးကြပြီ။မောင်ထုံးအောင်ကျော်ကလည်းဒီလောက်စိုးသွမ်းတဲ့လူငယ်တယောက်တော့မဟုတ်ပါဘူးကွ။သမီးတို့လည်းမထပ်ပြစေနဲ့မမီရဲ့။သမီးကဘာလို့တို့ဒီလောက်တောင်ညင်းနေရတာလဲ။ဧကနာသမီးမချစ်သူရေးစားများရှင်းနေရောသလား။တကယ်လို့ရီမန်ထားတဲ့သူရှိရဆိုရင်လည်းအမေကိုပြောပြတင့်တော်မယ်ထင်ရင်အမေအဆုံးဖြတ်ပေးပါမယ်။သမီးမလည်းရွေးချယ်ထားတဲ့ချစ်သူမှမရှိသေးတာကွယ်။တတလောင်မိဘစကားနားထောင်လာခဲ့တဲ့သမီးလေးပဲ။ဒီတစ်ခါလေးမမေတို့မျက်နှာမပြည့်ရအောင်မလုပ်ပါနဲ့ကွယ်။ဒီလိုပြောဆိုနာချပြီးတော့ပြန်ထွက်သွားတယ်။နောက်ပိုင်းမှာလည်းထုံအောင်ကျော်မှာအကြောင်းမျိုးမျိုးပြချောင်းပေါင်းမတက်ရောက်လာရာညာနှင်းဖြူမှာမချက်တော့လေအောက်ငါနဲ့ဆိုသလိုဧကန်နေရတယ်။ထုံအောင်ကျော်ကဝစ်ကြေတန်းကြေဆက်ဆံနေတဲ့ညာနှင်းဖြူမူရောင်ကြည့်ပြီးခြေနဲ့ပုံတော့မရကြ။ဘလို့လဲမြောင်လေးရဲ့ကိုရိုနီယာကမကြခင်မှာလက်ထပ်ပြီးတော့အကျဉ်းလင်များပေါ့အောင်ရောက်ရတော့မှလေအဲ့ဒါကိုကို့ပုံမှာဒီလိုပဲဆက်ဆံနေရသလားကွာဒါကလူကြီးချင်းတွေစီစဉ်ထားတာပဲကျမသဘောထားမှမပါသေးတာကျမတော့ခုချိန်ဒီကိစ္စတွေကိုစိတ်မပါသေးဘူးမင်းစိတ်မပါလဲမကြခင်မှာလက်ထပ်ကြတော့မှာပဲနောက်တော့လဲမင်းသဘောထားပြောင်းသွားမှာပေါ့ဒီလိုမလျှော့တဲ့လေတန်းနဲ့ပြောလေးတယ်တနေ့တော့အပေါင်းအသင်းတွေဖြစ်တဲ့ရှင်ထွေးတို့အဖွဲ့နဲ့တွေ့တဲ့အခါသူတို့ကဝိုင်းမိတာညာနေဖြူနေဟိုလူလက်ထပ်တော့မယ်လို့သတင်းကြားနေတယ်အရင်ကတော့သဘောမကျဘူးလို့ဘာလို့နဲ့အခုတော့နေရလက်ခံလိုက်ပြီလားငါသဘောမပါဘဲနဲ့လူကြီးချင်းစီစဉ်နေကြတာပါဟဲ့အိုးလူကြီးချင်းစီစဉ်နေဆိုပေမဲ့လက်တွေ့ကြတော့ကိုပဲပေါင်းရတာစိတ်ဆင်းရဲစရာရှိရောလဲကိုပဲစိတ်ဆင်းရဲမှာကိုသဘောမကျရင်လက်မခံနဲ့ပေါ့ငါလည်းဘယ်လိုလုပ်ရမှန်းမသိလို့နင်တို့စီလာတာဘယ်လိုလုပ်ရင်ကောင်းမလဲခက်တာကနင်းမှလည်းအခုချိန်ထိချစ်သူမှမရှိသေးတော့ငါတို့ကဘယ်လိုလုပ်ပြရမှာလဲတကယ်လို့ချစ်သူရှိနေသေးတယ်ဆိုရင်လေဝမ်းဝန်းပြီးတော့အကူအညီပေးလို့ရသေးရဲ့အခုတော့ဒီနေ့ဖြူနင့်မှာချစ်သူမရှိသေးဘူးလားယင်
နင်တို့အသိဆုံးပဲဟာငါဘလို့ပြောရမှာလဲဟိုလေချစ်သူမဖြစ်သေးပေမဲ့စိတ်ထဲကကြိတ်ပြီးတော့သဘောကျနေတဲ့သူမျိုးရောမျက်စိမှာမရှိသေးဘူးလားအဲ့ဒါငါပြောရမယ့်ကိစ္စမျိုးမှမဟုတ်တာအိုးနေရလဲဟေးငါတို့ကတခြားသူတွေမှမဟုတ်တာပြောစရာရှိရင်ပွတ်ပွတ်လင်းလင်းပြောရမှာပေါ့ဒါမှငါတို့တို့ရဝိုင်းပြီးတော့အကြံပေးလို့ရမှာပေါ့ဟဲ့ငါမပြောတတ်ပါဘူးဟာကဲဘလို့ဆိုရင်ငါမေးမယ်နင်မှန်မှန်ပြောမလားဘာမေးမှလဲနေမအောင်သဘောမကျလားယင်အိုးမဟုတ်တာဘာအခုမှငင်းချင်နေရလဲနင့်စိတ်ကဘလို့ရှိသလဲဆိုတာဟန်မူရမှာပေါ်နေပြီသားဘာလဲနေမောင်ကထွန်းအောင်ကျော်လို့မချမ်းသာလို့သဘောမကျတာလားငါငွေမက်တဲ့အတန်းစားမှမဟုတ်တာဟဲ့ကဲဒါဖြစ်လဲမှန်မှန်ပြောနေနေမောင်လက်ခံနိုင်တယ်မဟုတ်လားသူကမှငါ့ကိုဘာမှမပြောသေးရနေမောင်ကတော့ပြောဝင်မှမလားနေမောင်လက်ခံနိုင်တယ်ဆိုရင်ဘာမှစိတ်ပူမနေနဲ့ငါတို့စီစဉ်ပေးမယ်ဘလို့စီစဉ်ကြမှာလဲယင်သူ့ရဲ့သဘောထားကိုသိအောင်လို့ပုံမှန်လင်းလင်းမရမှာပေါ့သူ့သဘောထားသိရရင်နင်တို့နေရာတွေ့ရအောင်ငါတို့စီစဉ်ပေးပါမယ်ဖြစ်ပါမလားဟဲ့နေခုချိန်ဒီပြက်ပြက်သားသားမဆုံးဖြတ်နိုင်သေးဘူးလားတော်ကြမှာကော်မချက်တဲ့သူရဲ့ရင်ခွင်ထဲမှာတသက်လုံးမျက်ရည်နဲ့မျက်ခွန်နေရလိမ့်မယ်နော်နင်ထွန်းအောင်ကျော်ချက်နိုင်လို့လားငါတို့တော့လုံးဝမချက်နိုင်ဘူးအေးအဲ့လိုဆိုရင်တော့တခြားဘာမှစဉ်းစားမနေနဲ့နေမောင်သဘောထားကိုမေးကြည့်ပြီးအစင်ပြေနင်တို့နှစ်ယောက်ကိုတွေ့ရအောင်ငါစီစဉ်ပေးမယ်အဲ့ဒီကြာကောင်းနေဟိလာပြေနေညအကြောင်းမှာဝေယံဝက်စာသွားလုံရင်းနဲ့သူတို့နှစ်ယောက်ကိုတွေ့ပေးလိုက်မယ်အခုကကြာမှညာနေဖြူမှာရင်ခုန်တန်မြန်လာခဲ့ကြပြီတကယ်တော့အချစ်ဟာအိပ်ပျော်နေတဲ့နှလုံးသားကိုပုံနှိုးလိုက်ချေပြီဒီလိုနဲ့နေမောင်လားရှင်ထွေးတို့ကနေစောင့်နေရဆိုလို့ငါလာခဲ့တာဟာဟုတ်တယ်နေပြောစရာရှိရဆိုလို့ငါစောင့်နေတာအခုချိန်မှပြောဖို့တော့နောက်ကျသွားပြီထင်တယ်နေကမကြခင်လက်ထပ်တော့မှမဟုတ်လားဒါလူကြီးတွေစီစဉ်ကြတာပါငါသဘောတူလို့မှမဟုတ်ဖ ೇನೆဒါဖြင့်ငါပြောစရာရှိအောင်ပြောရမှာလားပြောလေငါနဲ့ပေါ်မှာတယောက်ဆယ်ရှိနေရဆိုတာနေရိပ်မိတယ်မဟုတ်လားမပြောဘဲနဲ့ငါဘယ်လိုသိမှလဲဟာငါမှပြောဖို့ကလည်းအခွင့်အရေးမရှိပါဘူးငါတို့နှစ်ယောက်ကအချိန်နေချင်းကလည်းမတူကြဘူးလေအဲ့ဒါနဲ့ဘာဆိုင်လို့လဲဆိုင်နာပေါ့မြန်နေရင်ငါအနေနဲ့နင့်ကိုတင်းတင်းတက်တက်ထားနိုင်ဖို့အချိန်နေမှမရှိတာနင့်ကိုဒုက္ခပေးသလိုဖြစ်မှာစိုးရင်ပြီလို့လူစင်းရတာထက်စိတ်စင်းရဲဒုက္ခပုံသေးမိဘူးလားငါထုံးအောင်ကြောင့်လက်ထရမယ်ဆိုရင်တသက်လုံးစိတ်စင်းရဲနေမောင်နင်ကြည့်နေရလို့လားအဲ့လိုတော့ဖဲကြီးရပါမလဲများနေရင်ငါနဲ့ပေါ်မှာတကယ်မြတ်တာစနဲ့ချက်ခဲ့တာပါနင်ငါမြတ်တာလက်ခံမယ်မဟုတ်လားယင်အခုမှလာမေးနေရတယ်ဒါတော့ရှင်ထွေးတို့တွေစိုးတင်းလွတ်လိုက်လို့မလွဲတာလို့လာပြောတာမဟုတ်ဘူးလားမဟုတ်ပါဘူးများနေဖြူရဲ့သူတို့လာပြောကြရငါရဲ့သဘောထားကိုလည်းပြောလိုက်ပြီးပြီနင်ငါရဲ့မြတ်တာလက်ခံမယ်မဟုတ်လားနေမောင်ရဲ့ဒီလောက်ချိန်မတော်ကြီးကြမှာနင်ချင်းတဲ့နေရာကိုတယောက်တည်းလာစောင့်နေတဲ့ငါရဲ့သဘောထားကိုနင်ခုထိမရိပ်မိသေးဘူးလားယင်ရိတ်တော့ရိပ်မိတာပေါ့ဒါပေမဲ့စိတ်ချရအောင်နင်ပြောတာကိုလည်းကြားချင်သေးတယ်ငါတို့နှစ်ယောက်ကရှေးဘွားရေးဆက်ကြောင့်အခုဘွားမှာပြန်ဆောင်ကြရတာပဲငါနေရဲ့မြတ်တာကိုလက်ခံပါတယ်နေမောင်ရဲ့အဲလိုပြောတော့မှနေမောင်ကအနားကိုထပ်တိုးလာပြီးလက်ကလေးတစ်ဖက်ကိုစောက်ကင်ထားလိုက်တယ်ငါဝမ်းသာလိုက်တာများနေရဲ့အခုမှပဲစိတ်အေးရတော့တယ်ဒါထက်လူကြီးတွေစီစဉ်တဲ့ရက်ကနေနေပြီဆိုတော့ဒုတိယဘယ်လိုလုပ်ကြမလဲဒါကတော့နေစီစဉ်ရမှာပေါ့ငါတော့နေစီစဉ်တဲ့အတိုင်းလိုက်မှာပဲလေဒါဖြင့်ငါတနေရာခောက်သွားမယ်ဆိုရင်ရောလိုက်မှာပဲလားစိတ်ရမှာမကြောက်ဘူးလားစိတ်စင်းရမှာပဲကြောက်တယ်ဒါလို့ဆိုရင်ကပ္ပိယိုင်နဲ့တော့တိုင်မရအောင်မယ်ငါစီစဉ်ပြရနဲ့နေအောင်လာခေါ်မယ်နော်နေမောင်ကညာနေဖြူလက်ကလေးကိုတင်းတင်းဆုပ်ထားလိုက်လေတော့တယ်တတ်မှတ်ထားတဲ့ရက်ကိုရောက်တဲ့ခါကျမှမရိယာမထုံးအောင်ကျော်တို့မိသားစုတွေနဲ့ဧည့်သည်တွေရောက်လာကြတယ်အားလုံးစုံလင်ပြီးတော့စိတ်ဆက်မင်္ဂလာပွဲကျင်းပရန်လူအများပြင်ဆင်ပြီးတဲ့အခါကျမှသူတို့သမီးလောင်မြနေဖြူကိုရှာလို့မတွေ့ကြတော့ဘူးမေးမမလေးမရှိတော့ဘူးဟဲ့ဘယ်ရောက်လို့လဲစောစောပဲခန်းထဲမှာရှိပါသေးတယ်စောစောနောက်ဖက်ထွက်ပြီးတော့အပေါ်ပါသွားအောင်မယ်ပြောပြီးတော့ထွက်သွားတာပြန်လာတော့ဘူးလေဟဲ့ဒါပြက်လည်းလိုက်ရှာကြပါအောင်အဲလိုပြောဆိုကအနီးတဝိုက်ကိုလိုက်ရှာကြတော့လေမြနေဖြူရဲ့အစားနာတော်မှမတွေ့ရတော့ဘူးပတ်ဝန်းကျင်ကိုစုံစမ်းကြည့်တဲ့အခါကျောင်းဘက်ထွက်သွားတာကိုမြင်လိုက်တယ်လို့ပြောတဲ့အတွက်လူစုလူဝေးနဲ့ကျောင်းဘက်ကိုလိုက်ကြတယ်။ကျောင်းကိုရောက်ပြန်တော့လေညာနေဖြူရဲ့အရက်အောင်မှမတွေ့ရတော့ဘူး။ဘာများရှာနေကြတာလဲကွ။လူတယောက်ပြောင်းလို့လိုက်ရှာနေကြတာပါကပ္ပိယကြီး။ဒီဘက်ကိုမိန်းကလေးတယောက်လာတာများမတွေ့မိဘူးလား။မတွေ့မိပါဘူး။ဒီကူပေါက်ထဲမှာဘာရှိသလဲ။ဒီကူထဲမှာဖုန်းကြီးပြန်လုံတော်မူရင်ထဲတဲ့ခေါင်းတလားတစ်လုံးနဲ့အယိုးစုတွေပဲရှိတယ်။တကားဖွင့်ပြပါလား။ဒီလိုပြောတဲ့အတွက်ဥပန်ကောင်ကတကားဖွင့်ပေးလိုက်တယ်။ထုံအောင်ကျော်ကတော့ဇောကတ်နေသူမို့အတွင်းကိုဝင်သွားတယ်။ဥပန်ကောင်ကနောက်ကနေဝင်လိုက်တယ်
ကိုတွင်းမှာအလင်းရောင်မရှိတဲ့အတွက်မှောင်မဲနေတာအတွင်းမှာရောက်တော့ကြောက်ကူနေရမှာထောင်ထားတဲ့အယိုးစုတွေကိုတွေ့တဲ့အခါထွန်းအောင်ကျော်မှလန့်သွားလေတော့တယ်အတွင်းပိုင်းမှာတော့တလွန်တစ်ခုပေါ်မှာတင်ထားတဲ့မှန်စီခေါင်းတလားကြီးကိုတွေ့ရတယ်အဲ့ဒီပြင်တော့ဘာမှမရှိတော့ဘူးခေါင်းတလားကြီးကိုဖွင့်ပြရအောင်မလားထွန်းအောင်ကျော်ကအနားကိုကပ်သွားပြီးလက်နဲ့မကြည့်တော့လေနည်းနည်းလေးမှမလုပ်တဲ့အတွက်ပြန်ထွက်လာတယ်သူ့စိတ်ထဲမှာတော့နည်းနည်းမှမကျေနပ်ပြီးအဲ့ဒီခါကျမှတောဆက်မှာပုံနေတဲ့နေမောင်ကထွက်လာပြီးဥပန်ကောင်းတဲ့နှစ်ယောက်အခုတွင်းကိုပြန်ဝင်သွားကြတယ်အတွင်းကိုရောက်တဲ့အခါခေါင်းတလားကြီးရှိအောင်သွားပြီးဥပန်ကောင်းကလျှို့ဝှက်ခလုတ်တစ်ခုကိုနှိမ့်လိုက်တဲ့အခါကျမှကြောက်ခနဲအတန်မီကအဖုံးပွင့်သွားလေတော့တယ်အဖုံးကိုဖွင့်လိုက်တော့မြာနေဖြူရှင်းနေတယ်ဒါပေမဲ့သတိမေ့နေတဲ့ပြင်အပြင်ကိုမထုတ်ကသတိရအောင်ပြုစုပေးရတယ်သူတို့လက်ကလွတ်အောင်လို့သာလုပ်ရတယ်ဒါရင်မြင်ကလေးကကြောက်လိုက်တာလုံးမလေးရောစိတ်ထဲမှာလည်းတမျိုးကြီးပဲဒီထဲမှာကိုနှစ်ပေါင်းများစွာနေခဲ့ရတယ်လို့ပဲအခုမှတော့ဘာမှကြောက်နေနေတော့ရော့ဒီမှာရတနာပစ္စည်းတွေဒီပစ္စည်းတွေဟာနင်တို့နှစ်ယောက်အရင်ဘဝပိုင်ဆိုင်ခဲ့တဲ့လက်ဝတ်ရတနာတွေပဲတဝက်ကိုလူတဝက်ကိုရင်းနေစားတော့ကြပြီးတော့ကဲအချိန်ရှည်အောင်လွတ်ရောက်တာသွားကြပြီးတော့အဲလိုပြောတဲ့အတွက်နေမောင်နဲ့ညာနေဖြူတို့နှစ်ယောက်ကကပ္ပယကြီးဥပန်ကောင်းကိုကြော့ကြပြီးရတနာပစ္စည်းတုပ်ကိုယူအဝေးကိုထွက်သွားကြလေတော့တယ်ညာနေဖြူပျောက်သွားခြင်းအတွက်မကြေမနက်ဖြစ်နေတဲ့သူမှာထုံးအောင်ကြော်တာဖြစ်ပြီးတယ်သူ့စိတ်ထဲမှာကြောင်းပတ်ဝန်းကျင်တဝိုင်းမှာညာနေဖြူရှိနေရလို့စိတ်ကထင်နေတာညောင်ပိုင်းချိန်ရောက်တဲ့အခါတောဆက်ကနေဘဝတထေကိုခေါင်းမီးခြုံထားတဲ့မိန်းကလေးတယောက်ထွက်လာတယ်ထုံအောင်ကျော်တို့ကမျက်ခြေမပြတ်ကြည့်နေကြဆဲမှာမိန်းကလေးကကိုတကားကိုဖွင့်အတွင်းကိုဝင်သွားတာမင်းကလက်ကမလွတ်နိုင်ပါဘူးမြန်နေဖြူရဲ့ဒီလိုကျိန်ဝါရီယူပြီးအဖော်နှစ်ယောက်ကိုအပြင်မှာထားခဲ့ကဖွင့်ထားတဲ့တကားကနေအတွင်းကိုဝင်သွားတယ်အပြင်ဘက်မှာလိုင်းအောင်ရှိတဲ့အတွက်ဂိုတွင်းမှာအတန်အသင့်မြင်နိုင်တယ်မိန်းကလေးကနေရာမှာရက်နေပြီးတော့မင်းဘာတူလဲနှင်းမိပါနှင်းမိနှင်းမိရအချိန်မတော်ကြီးဒီကူတဲ့ဘာလာလုပ်နေရလဲညာနေဖြူလာတွေ့တာပါညာနေဖြူကဘယ်မှာလဲအတွင်းမှာရှိပါတယ်ကျလို့ပြောကနှင်းမိဆိုတဲ့မိန်းကလေးကထုံးအောင်ကျော်နှစ်ဘိန်းနာနေချက်အပြင်ကိုပြန်ထွက်သွားတယ်အပြင်ကိုရောက်တော့တကားကိုပြန်ပိတ်တော့ပါပိတ်သွားပြီးတော့အဲ့ဒီနေရာကနေပြန်ထွက်သွားတယ်ထုံးအောင်ကျော်မှာအတွင်းမှာညာနေဖြူရှိတဲ့အထက်နဲ့အတွင်းကိုတဖြည်းဖြည်းစမ်းဝင်လာတယ်အမောင်ထဲမှာစမ်းဝင်လာတဲ့အတွက်တနေရာရောက်တဲ့အခါအယိုးစုချင်းနဲ့တိုက်မိပြီးအယိုးစုတွေကသူ့ဘော်ကိုပြိုလဲတယ်အဲ့ဒီခိုက်ပဲနားထဲမှာစကားတန်လို့ကြားရတယ်ငါတို့ကနှစ်ပေါင်းများစွာကြိတ်ဆိုခဲ့တဲ့စောဖဟုံကိုအခုပြန်ပြီးတော့ဂလက်စခြေကြမယ်ဟိအဲ့ဒီစကားတန်တွေကနားထဲမှာအတိုင်းသားကြားနေရတာလန့်ကြည့်လိုက်တော့ဂိုတွဲမိုင်းအမောင်ရိပ်တွဲမှာလှုပ်ရှားနေတဲ့မဲမဲတရံတွေကိုလှမ်းမြင်ရတယ်ငါဝိညာဉ်တွေကိုကြိတ်စားဆိုခဲ့တဲ့သူအရင်ဘဝကလစားချေခွင့်မရဘူးအခုဘွားမှပဲပြန်တွေ့ရတော့တယ်ငါတို့လိုပဲမင်းလည်းကျိန်စာတက်စီရမယ်ဟိဒီလိုပြောကအနာကိုကလာရစောဘဟုံဝင်စားတယ်ဆိုတဲ့ထွန်းအောင်ကျော်မှာအတွင်းဘက်ကိုဝင်ပြေးရအနာဘက်ကနေကြွေကနေအတန်တစ်ချက်ကြားလိုက်လို့လှည့်ကြည့်လိုက်ရမှန်စီခေါင်းအဖုံကြီးဟာတဖြည်းဖြည်းပွင့်တက်လာပြီတိုးကပ်လာတဲ့အရေးတွေကလည်းအနောက်ရောက်လာပြီနောက်ထပ်လာနေငယ်ကြားတဲ့အခါမန္တလေးပေါ်မှာရှိတဲ့ဖျားဘို့လဲ့လေဖူးမြုံရင်အလူဒါလပြုတ်လုံနေတဲ့အသက်ဆက်ဆက်ဇနီးမောင်နှံနှစ်ဦးကိုတွေ့ကြလေတော့တယ်။သူတို့ဟာလက်ဝတ်ရတနာတချို့ကိုထုခွဲရောင်းချပြီးဖျားစိရီတွေကိုလိုက်လံလှူဒန်းနေကြကြတာဖြစ်ပေတယ်။ညနေကိုရိုနီယာဘဝကအတော့စမ်းကြရဲ့နော်။အရင်ဘဝကလေးကချစ်သူတွေဖြစ်ခဲ့ကြပြီးတော့မပေါင်းခဲ့ကြရဘူး။ဒီဘဝကိုရောက်မှရေဆက်ဆုံပြီးတော့ပြန်ပေါင်းရတယ်နော်။ညနေဝမ်းမသာဘူးလား။ဝမ်းသာတာပေါ့ကိုရဲ့ဒါပေမဲ့အခုလိုပြန်ဆောင်ရတော့ညာနေတို့ကြောင့်လည်းမမေ့နဲ့နော်ဟမ်ဘာကြောင့်တော့ညာနေကဝိညာဉ်ဘဝနဲ့ကိုရဲ့ဝိညာဉ်ဘယ်မှာရှိတယ်ဆိုတာလိုက်ရှာပြီးတော့နေနေနားနားမှာဝင်စားခဲ့လို့အခုလိုဆောင်ရတာမဟုတ်ဘူးလားကိုရဲ့ဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ဒီအတွက်ကိုရဲ့ဇနီးလေးကိုကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်တာနောက်ထပ်အောင်ရွာလာတဲ့ရှင်ထွေးတို့ပြောသွားတာကြားရမလားအရင်ဘဝကျမတို့နှစ်ယောက်ကိုဒုက္ခပေးခဲ့တဲ့စောဖောင်ဝင်စားတယ်ဆိုတဲ့ထွန်းအောင်ကျော်တယောက်မန်စီခေါင်းကြီးထဲမှာပိတ်မိပြီးတော့တင်းနေတာပြန်တွေ့ကြရတယ်လေဒီမန်စီခေါင်းတလားကြီးကသူတစ်ပါးကိုဒုက္ခပေးဖို့အရင်ဘဝသူစီရင်ခဲ့တဲ့အခေါင်ပဲလေဒီဘဝကျမှဝေကျွေးဆိုတာကိုယ့်ဘော်မှာရှိနေရင်တဘဝမဟုတ်တဘဝမှာမလွဲမသွေပြန်စားရတယ်ဆိုတာသင်ခန်းစာယူစရာပေါ့ဟုတ်တယ်နော်အတော့ကိုကြားဖို့ကောင်းတယ်သူစီရင်ခဲ့တဲ့လက်နက်နဲ့ပဲသူပြန်ပြီးတော့တည်ခဲ့တယ်ကျမကိုဟိုဘဝအခေါင်းနဲ့ထည့်ပြီးပိတ်လောင်တက်ခဲ့တဲ့ဝေကျွေးတွေကဒီဘဝမှာသူပြန်ခံရတာပဲလောကမှာမကောင်းမှုတစ်ခုပြုတ်လောက်ထားပြီးရင်ဘယ်တော့မှကြေပြတ်တယ်လို့မရှိဘူးဆိုတာနဲ့မလွဲမသွေဝေကျွေးစားရဲဆိုတာသိနိုင်တာပေါ့တွေးကြည့်တော့ကြောက်စရာပဲပေါ့ကွာတချက်ဒီမှာအလူတန်းကိစ္စတွေပြီးသွားရင်ရွာပြန်ကြမယ်မလားအဖေတို့မေတို့ကကျမတို့တရင်ကြားပြီးကြတဲ့တမျောမျောဖြစ်နေပြီ
ရွာပြန်ရောက်မှကိုနဲ့သဘောမတူပြောပြီးတော့နှင်ထုတ်လိုက်ဘယ်နဲ့လောက်ပါမလဲအဲ့လိုလုံးတော့ဘယ်ရမလဲကျမကိုနောက်ကိုပြေးလိုက်ခဲ့မှာပေါ့ရှုံပါပြီဗျာရှုံပါပြီတဲ့ဟော်ရီယာကိုချက်သူလေးရဲ့ခိုင်မြဲတဲ့သစ္စာနဲ့မြတ်တာကိုယုံကြည်ပါပြီတဲ့ကဲဖះသွားဖို့ကြရအောင်ဒီလိုပြောဆိုကတယောက်လက်တယောက်တွေပျော်ရွှင်စွာနဲ့ထွက်သွားကြလေတော့တယ်ဒီကနေ့ရဲ့ Ghost Story ဝါချန်နယ်ကနေထောင်းလိုက်တဲ့ဆက်ပေးခဲ့တာကတော့စာရေးသူပညာဒေပရေးသားထားတဲ့ရွှေပကံချောင်းတစ်ပေကကျင်းစာတဲ့ချစ်သူဆိုတဲ့စိတ်ဝင်စားပွဲဇလန်းစာဆုံးကိုထောင်းလိုက်တဲ့ဆက်ပေးခဲ့တာပါနောက်တစ်ခါတွေမှာဆိုရင်လေပရိသတ်တွေကြားနေတတ်စေမဲ့ဇလန်းအကြောင်းအရာတွေကိုဆက်လက်ရွေးချယ်ထောင်းလိုက်တဲ့ဆက်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့စီစဉ်နေနှုတ်ဆက်ပါတယ်ချစ်ခင်ပေးလို့ကျေးဇူးပါရှင်